The Story Who Audio Books နေပူရွာလူတက်မှုအားလုံးပဲမင်္ဂလာပါခင်ဗျာ The Story Who Audio Book Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာထပ်မံတင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းလေးကတော့စာရေးဆရာနှင်းဦးရေးသားထားတဲ့နေပူရွာလူတက်မှုဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအားပေးနားဆင်ပေးပါအောင်ခင်ဗျာ73မှတ်ကတ်တဲသို့မဟုတ်စိန်ပန်းရဲဌာနမန္တလေးမြို့ရှိရဲဌာနများကိုရှေ့အင်္ဂလိပ်များအုပ်စိုးစဉ်အခါကယခုကဲ့သို့အမည်များမဲ့၍ခေါ်ဝေါ်ခြင်းမရှိခဲ့ပဲနံပါတ်များပေး၍သာခေါ်ဝေါ်ခဲ့ကြပေသည်1950ပြည့်နှစ်လောက်တွင်မှမန္တလေးသို့ခရိုင်ရဲဝန်ကြီးအဖြစ်ပြောင်းရွှေ့လာသောဥက္ကမောင်ယခုမန္တလေးရဲအတက်တင်တက္ကသိုလ်ကျောင်းအုပ်ကြီးကရှေးခေါ်ဝေါ်နံပါတ်များအစားဌာနများကိုအမည်များပေး၍ခေါ်ဝေါ်စေခဲ့ပေသည်ထို့ကြောင့်၎င်းလက်ထက်မှစ၍73မှတ်ဌာနသည်စိန်ပန်းရဲဌာနအဖြစ်သို့ရောက်ရှိလာခဲ့ရပေသည်စိန်ပန်းရဲဌာနကစိန်ပန်းရက်ကိုအမည်ပြုကာမှဲ့ခေါ်ထားသောအမည်ဖြစ်၍မန္တလေးရှိရဲဌာနကြီးများအနက်တွင်အကြီးလေးဆုံးသောရဲဌာနကြီးတစ်ခုအပါအဝင်ဖြစ်လေသည်စိန်ပန်းရဲဌာနအပိုင်နယ်မြေကအခြားဌာနအပိုင်နယ်မြေထက်များစွာကျယ်ပြန့်ကြမ်းတမ်းရှုပ်ထွေး၍တာဝန်ကြီးလာပေသည်အရက်ဆိုင်အရက်ဖိုးဘိန်းကန်းမိမ့်မရွှင်နွားသက်သမားအများဆုံးတည်ရှိရာကြက်ဝိုင်းဖဲဝိုင်းကစားဝိုင်းအများဆုံးဖြစ်ပွားရာနေမြေကြီးတစ်ခုဖြစ်၏၎င်းပိုင်တွင်တစ်ဆက်ပိုင်မြေပိုင်တတိတကြွယ်ကုံတဲ့အစိုးရမှစ၍အောက်တန်းအလွှာကူလီလှဲသမားအလုပ်သမားအထိထိုလူဒန်းစားမျိုးစုံလူမျိုးပေါင်းစုံနေထိုင်ကြသည့်အပြင်နိုင်ငံရေးသမားရောင်စုံလည်းထွက်ပေါ်လာရာဒေသကြီးဖြစ်ပေ၏မန္တလေးဝယ်ရဲဘော်ဖြူနှင့်အလံဖြူနိုင်ငံရေးသမားသုံးပုံနှစ်ပုံလောက်ကအဆိုပါစိတ်ပန်းအပိုင်ကမွေးဖွားခဲ့ပေသည်မန္တလေးအေယာဝတီဂောဝင်စိတ်ကန်းကအဆိုပါရဲဌာနအပိုင်တွင်ပင်ပါဝင်၍ဌာနမှအနောက်သို့တဖာလုံးတသားများသွားလျင်ရောက်ပေ၏အထက်အောက်သွာလာစုံစံသမျှတမောများကုံလေးများတံပန်းများငှက်များစိုက်ကက်ရာရနာရာကုံဖလဲရာအချက်ချစိတ်ကန်းကြီးတစ်ခုဖြစ်သည့်အတွက်အထက်မြန်မာပြည်၏အရေးကြီးဆုံးဖြစ်ပေသည်ထို့ကြောင့်လည်းလူမျိုးပေါင်းစုံလူရန်စာပေါင်းစုံကိုတွေ့ရှိရပြီးလူစိုးလူကောင်ခွဲခြားရန်များစွာအရေးကြီးသောစိတ်ကန်းကြီးတစ်ခုဖြစ်ခဲ့ရပေသည်အထက်အောက်စုံစံသွားလာသမျှသောတမောများကုံလေးများရနာစိုက်ကက်ရာစိတ်ကန်းကြီးတစ်ခုဖြစ်သည့်အလျောက်ကုံကောင်းကုံတမ်းမဟုတ်သည့်ဘေးလှော်စာနှင့်အရက်သေးစာစသည့်ဥပဒေမဝင်သည့်ပစ္စည်းများအဝင်အထွက်အများဆုံးလည်းဖြစ်၏စကိုင်းမုံရွာတပိတ်ချင်းစသောဒေသများမှတောခိုအလံဖြူအလံနီရဲဖြူတို့နှင့်၎င်းတို့စက်သားအစအဝဲတော်အစုံဝင်ထက်သွားလာရာအပေါက်ဝကြီးတစ်ခုလည်းဖြစ်ခဲ့ပေသည်အေယာဝတီကမ်းရိုးတစ်လျှောက်တွင်ကအေယာဝတီသမောချင်းအလုပ်သမားများစခန်း BOC အလုပ်သမားရုံးများအစိုးရစက်ရုံနှင့်ကိုတောင်များတစ်ဆက်တန်ရီကျိုဆက်စသည်များတည်ရှိပေရာအထက်ပါဌာနအပိုင်ကိုတာဝန်ခံစီမံအုပ်ချုပ်နေရသောဌာနပိုင်တဦး၏တာဝန်ကအပေများကြီးလေးလာမည်ကိုစာဖတ်သူတို့စဉ်းစားနိုင်ပေလိမ့်မည်စိတ်ကန်းလုံခြုံမှုတာယာမှုငြိမ်ဝှက်ပြပြမှုကိုမျက်ခြေမပြတ်အကဲခတ်လျက်စောင့်ကြပ်နေရသည့်အတွင်းကရာဇဝတ်မှုပပျောက်ရေးတာဝန်များကိုမလင်ဟင်းရအောင်ဆောင်ရွက်နေရပေသေးသည်ကျွန်ုပ်ကအထက်စိန်ပန်းရဲဌာန၏တာဝန်ခံပြီးအုပ်ချုပ်ခဲ့ရသောဌာနပိုင်တဦးဖြစ်ခဲ့ပေသည်ဌာနသို့ရောက်ရှိ၍တလများအကြာတွင်ပင်ကျွန်ုပ်သည်အောက်ဖော်ပြပါလူတက်မှုကိုစတင်ရင်ဆိုင်ရပေတော့သည်အသစ်ဆက်ဆက်ပူပူနွေ့နွေ့ဌာနပိုင်တဦးဖြစ်သောကြောင့်တုန်လှုပ်သွားစေခဲ့ပေသည်မနက်မိုးလင်းလာပြီဆိုရင်အမှုတွေကိုကတဲပေါ်၌အမြဲတွေ့ရသောဌာနတွင်မမျှော်လင့်သောထိုလူတက်မှုတိုင်ချက်ကိုပထမဆုံးကြားလိုက်ရပေသည်လူတက်မှုကအမှုကြီးများအပါအဝင်ရာဇဝတ်မှုမျိုးဖြစ်၍ပေါ်ကဲလင်များသောအမှုမျိုးလည်းဖြစ်သောကြောင့်ရဲရရှိတူအနေဖြင့်ရင်လေးစရာပင်ဖြစ်တော်လဲမိမိအရေးချင်းကိုပြန့်ရန်အတွက်လည်းများစွာကောင်းသောအမှုမျိုးဖြစ်ပေသည်လူတက်မှုသည်ကကျွန်ုပ်မကျွမ်းကျင်မပိုင်နိုင်သောအမှုဖြစ်၏ရခင်အခါများကတုံးလင်းမှုကိုကင်ခဲ့ဘူးတော်လဲ၎င်းအမှုများမှာလူသက်သမား၏မပြည့်ရမှုများကြောင့်အုံနောက်မတုံးလိုက်ရပဲလွယ်တကူနှင့်ဖမ်းဆီးရမိခဲ့ပေ၏နက်နက်မတွေးတောခဲ့ရပဲတောင်တခွန်းမြောက်တခွန်းမေးယုံဖြင့်ပေါ်ပေါက်ခဲ့သည်ကြီးပင်ဖြစ်ပေသည်ယခုဖော်ပြသောလူသက်မှုကကျွန်ုပ်တွေ့ခဲ့ဘူးသမျှလူသက်မှုများထဲတွင်အနည်းဆုံးအခက်ခဲဆုံးဖြစ်၍စိတ်ဝင်စားဖွယ်ရာလည်းအများဆုံးပါရှိနေကကျွန်ုပ်အားလည်းများစွာသောသင်ခန်းစာများပေးခဲ့ပေသည်
ထိုနေ့က10နိုင်ထိုးသည့်တိုင်အောင်နေမပွင့်ပဲလောကဓာတ်တစ်ခုလုံးကိုမြူနှင်းများကတိုင်းထုံထားလေသည်တရိပ်ဝါရီအလွန်ကောင်းသောဌာနပတ်ဝန်းကျင်သည်ပုံမမှုံမိုင်းလျက်ရှိနေလေသည်အေးထံမှလည်းအခါတိုင်းနနခင်းများထက်အစများစွာပို၍နေသည်ဟုထင်ရသည်ကျွန်ုပ်လည်းအေးထံကြောင့်၎င်းညာဦးကဌာနရှိ BOC ကုမ္ပဏီမှာဓာတ်ဆီပုံလုံးများခုံးမှုကိုလိုက်နေရသဖြင့်ညတစ်ချက်တီးကြော်လောက်မှအိတ်ခဲ့ရသောကြောင့်၎င်းခါတိုင်းကဲ့သို့ဌာနသို့စောစောဆင်းမလာနိုင်ပဲအိမ်မော်တွင်ခွေနေကြဖြစ်ပါသည်ဘိုးကြီးနိုးပြီလားထိုအတန်မှာအိမ်အောက်မှအတန်ဖြစ်၏ကျွန်ုပ်သည်ထိုအတန်ကိုမှတ်မိသည်ကျွန်ုပ်ဌာနမှလူစိုးကြည့်ကိုစိန်ခိုအတန်ဖြစ်လေသည်ဟေးအေးစိန်ခိုလားဟဲ့ဘာတော့ကျွန်ုပ်လည်းဆောင်းကိုခွာ၍ကမန်းကရန်ထရင်ပြန်ထူးလိုက်၏ဟုတ်ကဲ့ကျွန်တော်စိန်ခိုပါနေပူရွာတောင်ဘက်မှာလူသေးအလောင်းတစ်ခုတွေ့နေလို့ဘိုးကြီးကျွန်တော်မျက်လုံးပြူးသွားလေ၏လုံကြီးကိုကြပြာပြင်ဝေပြီးအပင်တို့ထွက်လာခဲ့၏ဘာကွာအလောင်းတွေ့တယ်ဟုတ်လားဘာတူလဲဘယ်ကလဲနေပူရွာတောင်ဘက်အင်းထဲမှာအရက်ချက်နေတဲ့ချစ်ကြီးဆိုတာပဲမင်းသွားကြည့်ပြီလားမကြည့်ရသေးဘူးခမအခုတိုင်ချက်လာဖွင့်တာနဲ့ဘိုးကြီးကိုလာပြောတာပဲဘလို့ဖြစ်တာလဲဒဏ်ရာရှိတဲ့လားမပြောတတ်သေးဘူးခမတိုင်ချက်ပေးနေတော့မယ်အေးငါအခုလာခဲ့မယ်မျက်နှာတက်လိုက်အောင်မယ်လိုမယ်ထင်းတဲ့အချက်လက်တွေကိုမေးထားနဲ့ကျွန်ုပ်လည်းတော့ပဲမတိုင်မျက်နှာကိုခက်မြန်တစ်ပြီးကုတ်ရင်းကြီးကိုထဝက်ကဌာနဘော်သို့ပြစ်တက်လာခဲ့ပါသည်ဌာနဘော်ရင်ကနေပူရွာတကြီးဥကိုကြီးနှင့်မိမတယောက်တိုင်ချက်ပေးနေသည်ကိုတွေ့ရလေသည်အိတ်လှကြီးလားညကအတော်အေးအေးပြပုံရတယ်ဥကိုကြီးကစီး၍မေးလေသည်ဟုတ်ကဲ့တနင်္ဂနွေမှအေးရတယ်စိုးစမ်းမအောင်ဘလို့ဖြစ်တာတော့ဘလို့ဖြစ်တယ်ဆိုတာတော့မသိဘူးတင်နေတာတွေ့တာပဲတဲ့တေတာတော့ဟုတ်ပြီလေဘလို့တင်နေတာလဲကို့ဘမဒဏ်ရာရှိသလားဒါတော့မသိသေးဘူးဟိုမှာသူ့မိမပဲသူကလာပြောလို့ကျွန်တော်လည်းလိုက်လာခဲ့တာပဲသူပြောကတော့အရက်ချက်တဲ့မိဖို့ထဲမှာမှောက်ရက်တင်နေတာပဲတဲ့အထက်ပိုင်းတစ်ပိုင်းလုံးတော့မီးကျွမ်းနေပြီတဲ့ကျွန်တော်လည်းထိုမိမကိုကြည့်လိုက်အသက်က20တခန့်ထင်ရ၍အလုံးအပေါက်ခက်ကောင်းကောင်းဖြစ်၏သူဒီကျွန်ုပ်တို့အားမကြည့်ပဲမျက်နှာတော့ပဝါငယ်နေမျက်နှာကိုအုပ်ရင်းငိုနေလေသည်မင်းနာမည်ဘလို့ခေါ်တယ်လဲအေးစိန်မှာဘလို့မြင်ခဲ့တယ်ဆိုတာသိစမ်းပြစေမိဖို့တဲ့အလျားမောက်ရက်တင်နေတာပဲရှင့်ဘယ်ချိန်ကတွေ့တယ်လဲကျမထမင်းသွားပို့တဲ့အချိန်ကရှင့်ဘယ်ချိန်လဲခက်စောစောပဲကျမမပြောတတ်ဘူးဘယ်ချိန်ချီရက်ဖို့သွားတယ်လဲခါတိုင်းအချိန်ပဲရှင့်ခါတိုင်းအချိန်မှဒုမသိပဲလင်းချင်းသွားတာပဲရှင့်တုံးခောက်ပြီးခဏနေထွက်တာပဲတုံးခောက်တော့အချိန်က4နိုင်ခွဲလောက်ဖြစ်ချီထွက်မိအချိန်သည်9နိုင်မထိုးမိလောက်ဖြစ်ရပေမည်မင်းထမင်းသွားပို့တဲ့အချိန်မမှတ်မိဘူးလားမမှတ်မိဘူးရှင့်7နိုင်9နိုင်လောက်နေမှာပဲမင်းရောက်တော့တင်နေတာတွေ့တာပဲလားဟုတ်ကဲ့မိဖို့တဲ့မှောက်ရက်ပေါ့ဟုတ်ကဲ့မိဖို့ကဘယ်လောက်ကြီးသလဲအရက်ဖို့ပဲအတော်ကြီးတယ်ခောက်ဆွဲဖို့ပေါ့လူတယောက်ကောင်းကောင်းဆန့်တယ်ဥကိုကြီးကဝင်ဖြေလိုက်မင်းဘာနေသလဲနေပူရွာမှနေပါတယ်အရက်ဖို့နဲ့ဘယ်လောက်ဝေးသလဲ3ဖာလုံးတသားလောက်ဝေးပါတယ်ဟုတကြီးကဝင်ဖြေသည်ကျုပ်ကလည်းနေကောက်ကောက်မကြည့်သေးဘူးဗျတကြီးရဲ့ကိုင်းဗျာအသေးအချာသိရအောင်တွားကြည့်ကြရအောင်ကိုင်းစီရီကြီးအမှုမဖွင့်နိုင်အောင်နေ့စဉ်သာမှတ်ထားအောင်ကျုပ်ပြန်လာမှအမှုဖွင့်ကြတာပေါ့ဟုတ်လားကိုင်းလာဟိတ်စိန်ခိုးတို့လိုက်ကြည့်ကြရအောင်အမှုတဲ့2ယောက်လောက်လည်းခေါ်ခဲ့ကျွန်တော်တို့လည်းအချင်းဖြစ်ပွားရာဒေတာတို့စပိန်များနဲ့ထွက်လာခဲ့ကြပါ၏နေပူရွာကဌာနတောင်ဘက်သို့တမိုင်တသား2မိုင်နီးပါးများသွားရ၏သွားလန်းကကြောက်လန်းမဟုတ်ဖုန်ထူလာသောမြေလန်းလှဲလန်းများဖြစ်၏အချို့နေရာများတွင်စပိန်မစီးနိုင်သဖြင့်ဆင်း၍တွန်းရပေသည်နေပူရွာသို့ကျွန်ုပ်တို့ရောက်သွားချိန်၌နေတော်ကလေးပွင့်လာပြီးဖြစ်ပေသည်ထိုအချိန်ထိကျွန်ုပ်တို့သည်ထိုမှုကိုလူသက်မှုဟုမြူဆသေးပေလူသက်မှုအဖြစ်နှင့်တန်ချက်ဖွင့်လို့သူကဖွင့်နေတော်လဲအမှုလက်ခံရမည်အရာရှိအနေဖြင့်လူသက်မှုဟုလက်မခံနိုင်သေးပေဤမှု၌လူသေးအလောင်းကိုမမြင်တွေ့မစစ်ဆေးရသေးပဲတစုံတစ်ယောက်ကတတ်သွားသည်ဟုမြူဆနိုင်သည်မိဖို့တဲ့မှောက်လျက်ကြ၍တင်နေသည်ဟုဆိုရကတေသူသည်သူ့အလိုလျောက်လဲကြလျင်လည်းဖြစ်နိုင်သည်အမူးလွန်၍လည်းဖြစ်နိုင်သည်အိမ်ငတ်၍လည်းဖြစ်နိုင်သည်နေပူရွာကမြို့နယ်နီးသောရွာဖြစ်သဖြင့်အင်ဂျီ400ခန်းရှိလေ၏ရွာအရှိတောင်တခွင်တွင်ကအင်ဂျီရာကြီးဟူ၍မရှိဘဲကျက်ပြန့်လာသောကွင်းပြင်ထီထီမြင်ရ၏ထိုကွင်းပြင်ကတောင်သူလှုပ်သူများအဖို့တန်လာသောမြေဩဇာနှင့်
ပြည့်စုံလာပေသည်ထိုကွင်းမြင်တွင်အချို့ကအုပ်ဖုတ်၏အချို့ကကြက်သွန်ပဲနှမ်းစသည်များစိုက်ပျိုးကြ၏အရက်ချက်၍အသက်မွေးကြသူများသည်ရစ်မျိုးနှင့်ပလိတ်ကိုကြောက်သဖြင့်မိမိရွာတွင်မိမိမချက်ဘဲအဆိုပါကွင်းမြင်တွင်ထွက်၍ဘေးကင်းရန်ကင်းချက်တက်ကြလေ၏နေပူရွာ၏အရှိတ်ဆူဆူတွင်ကတရုတ်တင်ကြိုင်တစ်ခုရှိ၍မကြသေးမီကပင်ထိုတင်ကြိုင်အတွင်းအုတ်ဂူများကိုတူးဖော်၍အယိုးအိုးများကိုထုတ်ကာစရင်အဖြစ်အသုံးပြုမှုဖြင့်နေပူရွာမှပင်အရက်ချက်သူတဦးအားဖမ်းဆီးခဲ့ရသေးပေသည်နေပူရွာမှတောင်ဘက်သို့ကြည့်လိုက်လျင်ကနတ်ရွာကုန်းထန်တော်လက်ရွေးစသောရွာများကိုခရီးရေးမြင်ရ၏ထိုရွာများသည်အေယာဝတီမြစ်ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ထားသောရွာများဖြစ်ကြ၏အဆိုပါရွာများသို့တွားလန်းကနေပူရွာမှတောင်သို့ဆူဆူတာယိုးဘေးမှဖောက်ထားသောလေလံတိုင်တွားရပေသည်အသက်ခံရသောကိုချစ်ကြီးကဲ့သို့ပင်ထိုဒေသတစ်ဝိုက်တွင်အခြားအရက်ချက်သူ3-4ဦးခန့်ရှိသေး၏သို့သောတဖိုးနှင့်တဖိုးကမနီးကပ်လာပဲ3-4ဖာလုံစီများဝေးကြလေ၏ထို3-4ဦးမှလည်းနေပူရွာမှကြီးမဟုတ်ပဲထိန်ပင်ကန်နတ်ရွာကုန်းစားသောရွာများမှလည်းပါဝင်ကြလေသည်နေပူရွာမှအရှိတောင်3ဖာလုံများသွားမိသောအခါချစ်ကြီးတို့၏တဲကိုတွေ့ရလေချစ်ကြီး၏တဲကိုရောက်ရန်ကမလွယ်ကူလာပေစပိန်များနှင့်သွားရမဖြစ်လူတရက်တတာမြင့်သောကိုင်းတော်များကိုတခါတည်းဖြတ်သွားရ၏လှဲလမ်းမကြီးမှခွဲထွက်သွားသောလူသွားလမ်းကလေးတိုင်သွားရပေသည်ချစ်ကြီး၏ရက်တဲကလမ်းဘေးအကျော်ဆိုင်တတာကန်ရှိ၍တောင်ဘက်နှင့်နောက်ဘက်တွင်သာအကာရန်ရှိကအရှိဘက်နှင့်နောက်ဘက်တွင်ကမရှိချေထိုတဲသို့မရောက်ခင်ကပင်လူသည်မီးလောင်နှံကိုရှူရှိုက်ရလေ၏ကျွန်ုပ်သည်တဲမရောက်ခင်ကပင်လမ်းတစ်လျှောက်လုံးပတ်ဝန်းကျင်ကိုအကက်ခတ်လာခဲ့၏တဲပတ်ဝန်းကျင်ကလုံခြုံစိတ်ငြိမ်လာ၏လူဝင်လန်းကကျွန်ုပ်တို့ဝင်လာသောလမ်းတစ်လမ်းသာရှိ၍ထိုလမ်းသည်နတ်ရွာကုန်းနှင့်နေပူရွာသွားလှဲလန်းသို့ပေါက်ပေသည်တဲပပတ်လယ်တွင်ကလူတရက်တတာမြင့်သောကိုင်းပင်များဝန်းရံလျက်ရှိလေသည်ကိုချီကြီးအလောင်းကမိဖို့တဲတွင်မှောက်လျက်သာတွေ့ရလေ၏ခါထပ်ပိုင်းကမိကျွမ်းနေလေပြီအရက်ချက်သောဖို့ကခောက်ဆွဲဆိုင်မိဖို့များကဲ့သို့မိကြီးမိယာကောင်းရ၏ချစ်ကြီးကြနေပုံမှာအလိုလျောက်အိမ်ငှက်၍မိဘုံနဲ့ကြာသွားဟန်ရှိလေ၏ဒဏ်ရာတန်ချက်များကိုကမမြင်ရတော့မိဘဘေးတဝိုက်တွင်လည်းသွေးစသွေးနာဟူ၍ဘာတစ်ခုမှမရှိသို့တော်ပြပုံနှင့်ပတ်ဝန်းကျင်တွင်ကခြေရပေါင်းများစွာထက်နေသည်ကိုတွေ့ရလေ၏ချစ်ကြီးကခုံဖက်နှက်စီးထား၍တွေ့ရသောခြေရတချို့ကဖက်နှက်မပါသောခြေရများဖြစ်ကြ၏ခြေရချို့ကတာမန်ခြေရများထက်ကြီးလေသည်ကျွန်ုပ်သည်ထိုခြေရများမှအပအခြားတဲလွန်စားကိုမတွေ့ရခြေရကိုသာမတွေ့ရကသူ့အလိုလျောက်မိဘုံနဲ့ကြာသည်ဟူ၍မှတ်ယူရတော့မည်ဖြစ်သည်သို့သောထိုခြေရများကိုတွေ့ရယုံဖြင့်တစုံတစ်ယောက်ကတက်သည်ဟုတထစ်ချမယူနိုင်သေးပေထို့သို့တွေးနေစဉ်မင်းညကခနွဲကုန်းတွင်ပွဲရှိသည်ကိုတွား၍တတိယသဖြင့်ဒါနဲ့မင်းယောက်ျားမင်းညကပွဲများသွားသေးသလားဟုအေးစိန်အားမေးလိုက်မိသွားတယ်ရှင်တနိုင်ခွဲလောက်မှပြန်လာတယ်ပွဲကြည့်ပြီးအိမ်ကိမ်များကြာသွားလားဟဲ့မပြောတတ်ပါဘူးရှင်ထို့သို့ပြောနေစဉ်တဲနောက်ဖက်စီမှစိန်ခုံဝင်လာပြီးကျွန်ုပ်အားမျက်ရည်ပြ၍ခေါ်သည်ဖြင့်ကျွန်ုပ်လည်းသူ့စီသို့ထွက်လာခဲ့ရာစိန်ခုံကထင်းမုံကိုမင်းငေါ်ရိပ်ပြလိုက်ပါသည်ဟိုထင်းတစ်ချောင်းမြင်လားဘူကြီးအဖျားမှာသွေးပင်နေတယ်အေးဟုတ်သားပဲကျွန်ုပ်လည်းထိုထင်းချောင်းကိုကြပြားကြကတ်ဦးလိုက်သည်ထင်းချောင်းမှာနှစ်ပေတတာမျှရှိတစ်ချက်လုံးကန့်ရှိထနှောင်းသားဖြစ်လေအဖျားနာတွင်ကသွေးများစုံနေလေသည်သွေးမှာကောင်းစွာမချောက်သေးပေအေးဒီထင်းချောင်းကိုသိမ့်ခဲ့ကျွန်ုပ်လည်းလူသေးမီးလောင်နှံကိုမခံနိုင်တဲ့ဖြင့်တဲပြင်သို့ထွက်လာခဲ့ရ၏ခလန်းလန်းနေရသောရောက်သောအခါတွင်မှမေအေးစိန်ကိုခေါ်၍ချစ်ကြီးစီကိုဘယ်သူလာတတ်လဲဒီနားတစ်ဝိုက်ကတော့သူ့တဲလာကြတော့ကြတာပါပဲဒီနားတစ်ဝိုက်ကဆိုတာဘယ်သူတွေရှိသေးလို့လဲတောင်နားမှာဘာခင်တို့တန်းဖေတို့တဲတွေရှိပါသေးတယ်သူတို့အမြဲလာတတ်လားအမြဲမလာပါဘူးတခါတလေပါကိုချစ်ကြီးကလည်းသူတို့စီသွားတတ်လာတတ်ပါတယ်ဒီကနေဘယ်လောက်ဝေးတယ်လဲတတိုင်းဝက်မရှိတချိလောက်ဝေးပါတယ်ထိုခိုက်စင်ကိုရောက်လာလေသည်ကိုင်းစင်ကိုအလောင်းကိုလှဲနဲ့ဆေးုံပို့ကွာဟုတ်လားလာတကြီးခင်ဗျားနဲ့ကျုပ်ရွာခဏပြန်လိုက်ကြအောင်ဆိုတကြီးနေထွက်လာတွင်နောက်မှအေးစိန်ရင်အော်ဟစ်ငိုကြးတန်ကိုကြားရလေကျွန်ုပ်ကစကားမပြောပဲလမ်းပေါ်တွင်ထင်နေသောခြေရများကိုသာဂရုစိုက်လာခဲ့မိခြေရများသည်တလန်းနဲ့တလန်းအတော်ကျဲသည်ကိုတွေ့ရ၏ဘူကြီးဘလို့ထင်တယ်လဲဥကိုကြီးကမေးလိုက်တက်အတော့မထင်တတ်သေးဘူးဒါပေမဲ့တယောက်တက်တာနဲ့တော့တူတယ်ဟိုမိဖို့ဘေးကခြေရတွေနဲ့တွေးစွန်းနေရတဲ့ထင်းချောင်းကတော့စဉ်းစားစရာပဲအလောင်းနဲ့ပတ်သက်ပြီးစေးုံကပေးမဲ့စေးစာကိုစောင့်ကြည့်ရသေးတာပေါ့ဟိုအုတ်ခွန်မှာဒဏ်ရာတွေ့ကျင်တွေ့မယ်အဲ့ဒီအုတ်ခွန်ကိုအသေးချာကြည့်ပေးဖို့ဆရာဝန်ကြီးကိုစာရေးရမှာပဲ
ဒါနဲ့ဒီနယ်ထဲမှာအရေးချက်တက်တဲ့သူဘယ်နှဦးရှိလဲ၄ဦးလောက်ရှိပါတယ်ကိုချစ်ကြီးတဲနဲ့နီးတဲ့သူဘယ်နှဦးရှိလဲ၃ဦးလောက်ရှိမှထင်ပါတယ်ကျွန်တော်လည်းအသေးချာမသိဘူးနေ့လယ်လောက်ကျရင်အေးစိန်စောနာကပြောတဲ့နာမည်တွေခေါ်ပြီးခက်ကိုလာခဲ့စမ်းပါဗျာဟုတ်လားနင်းနဲ့ပပတောက်ဆန်းကြည့်ရအောင်ညနေလောက်ကျွန်တော်ခေါ်လာခဲ့ပါမယ်နေ့လယ်ဆိုဒီကောင်တွေကရှိမှမဟုတ်ဘူးဟုတ်ကဲ့ညနေအကောင်းသားပဲဒါနဲ့ချစ်ကြီးကြောင့်ခင်ဗျားသိသလောက်ပြောစမ်းပါဒီကောင်ကလူဆိုးပဲဘိုးကြီးကထောင်ကလွတ်လာတာမှဘာကြသေးသလဲ9လလောက်ရှိအောင်မှာဘာမှုနဲ့ကြတာလဲအေယာဝရီတောက်ရက်ကပစ္စည်းခုံးမှုနဲ့ကြတာပြီးတော့ရှေ့တုန်းကလည်းကြားဘူးသေးသလိုကြားဘူးတယ်ခင်ဗျားရွာသားပဲမသိဘူးလားကျွန်တော်ရွာရောက်တာတစ်နှစ်လောက်ရှိသေးတယ်သူကအရင်ကဒေါနာချံဘက်မှာနေတာတဲ့ဒီကောင်အပေါင်းအသင်းတွေမသိဘူးလားအပေါင်းအသင်းကတော့အတော်ဆုံးတာပဲသူ့အကြောင်းကိုစင်ကိုကောင်းကောင်းသိပါတယ်ဟုတ်တယ်ခဲရောက်မှမေးရအောင်မယ်ကျွန်ုပ်လည်းတကြီးအိမ်တွေ9မိနစ်မြနာပြီးဌာနသို့ပြန်လာကအလောင်းနှင့်ပတ်သက်၍သိကျင်သောအချက်များကိုရေးသားကာစေယုံသို့ပို့လိုက်ပါသည်ကျွန်ုပ်သည်တကြီးမေးစဉ်ကမတင်မကျဖြေခဲ့တော်လဲလူသက်မှုဟူ၍ကဆုံးဖြတ်ထားလိုက်ပြီဖြစ်ပါသည်ကိုချစ်ကြီးမိဘုံနဲ့ကြပုံသည်မတော်တဆကြပုံမျိုးမဟုတ်ပဲတစုံတစ်ယောက်ကအသေးချာထိုးထည့်ထားပုံမျိုးဖြစ်သည်မိတဲ့မပါသေးသည့်အောက်ပိုင်းအနေထားများသည်မတော်တဆကြပုံမျိုးနှင့်မတူပေခြေနှစ်ဖက်စလုံးသည်စန့်တန်းလျက်ရှိသည်ခြေရာများအနေထားမှလည်းမူမမှန်ပဲရှုပ်ရှက်ခက်လျက်ရှိသည်ချစ်ကြီးဘေးခက်လန်းလန်းတွင်အရက်ပလင်း9လုံးတွေ့ရရာ3လုံးလဲကျလျက်အရက်များဖိတ်နေသည်ပတ်ဝန်းကျင်အနေထားကမူပြက်လျက်ရှိပေသည်ကျွန်ုပ်သည်ကတ်တို့ပြန်ရောက်သောအချိန်တွင်လိုအပ်မည်ထင်သောအချက်များကိုရေးမှတ်၍အခြားလှုပ်ရှားအလုပ်များကိုပြီးအောင်လုပ်ထားနှင့်လေသည်ညနေ4နာရီလောက်တွင်ကျွန်ုပ်မှားထားသည့်အတိုင်းတခြင်းနှင့်အတူလူ4ယောက်ခေါ်၍လာလေသည်4ယောက်စလုံးကအင်ကြီးမပါပစိုးဒူလောက်ဝင်းနှင့်ခက်မဲမဲခက်ညွညွပိန်လီလီများဖြစ်ကြသည်4ယောက်သားသည်ကျွန်ုပ်ရှေ့တွင်တန်းစီ၍စောင့်ကြောက်ထိုင်နေကြလေသည်တကြီးကမျက်ပတ်စုံလူမှဆ၍ဒါကတန်းဖေဒါကဘာဖေဒါကဘာခင်ဒါကစံရင်းဟုအမည်များကိုခေါ်၍ပြလေသည်အားလုံးချစ်ချီတဲနာကပဲလားဟုတ်ကဲ့တတဲနဲ့တတဲနှစ်ဖာလုံးသုံးဖာလုံးလောက်စီဝေးပါတယ်အရက်ချက်ကြတာကြီးပဲဆိုပါတော့ဟုတ်ကဲ့ကျွန်ုပ်လုံးမှာတယောက်စီစစ်ဆေးရန်ဖြစ်သည်တန်းဖေဆိုတာမင်းလားဟုတ်ကဲ့မင်းကနေမနဲ့ချစ်ချီစီကိုသွားသေးသလားမသွားဘူးခင်ဗျကျွန်တော်တဲမှာရှိပါတယ်ဘာခင်ကသွားသေးလားသွားပါတယ်ထညက်ကုံလို့နည်းနည်းမြရအောင်သွားပါတယ်ဘယ်ချိန်လောက်သွားလဲမနက်9နာရီလောက်ကချစ်ကြီးကိုတွေ့လားတွေ့ပါတယ်ဘာလုပ်နေလဲချက်ပြီးသားရက်တွေပလင်းနဲ့ထဲနေပါတယ်သူ့ပြင်ဘသူရှိသေးလဲဘသူမှမရှိပါဘူးမင်းဘယ်လောက်ကြာနေလဲမကြပါဘူးချက်ချင်းပြန်လာခဲ့တာပါပဲထညက်ကိုရလားမရပါဘူးသူ့မှာလည်းကုန်နေတယ်တဲ့အရင်တော့ကဒီလိုပဲသူ့စီကယူဘူးလားယူဘူးပါတယ်သူကလည်းမရှိရင်ကျွန်တော်စီကယူပါတယ်သူ့စီကမရတော့ဘသူစီကယူလဲတန်းပိတ်စီတွားယူကြပါတယ်ရခဲ့လားငါးပိတ်သာရခဲ့ပါတယ်ဘာခင်သည်9နိုင်လောက်ချစ်ကြီးကအသက်နဲ့တွေ့ရသေးသည်ဟုဆိုလျင်ချစ်ကြီးသည်အေးစိတ်မလာမီအတွင်း၌အသက်ခံရပေမည်ဘာဖေကောဒီကနေ့ရောက်သေးလားကျွန်တော်မတော်တာအတော်ကြပါပြီစံရင်ရောကျွန်တော်လည်းမရောက်တော့1လလောက်ရှိပါပြီဟေးတန်းဖေမင်းစီဘာခင်ဘယ်ချိန်ရောက်လဲ9နိုင်တတလောက်ရောက်လာပါတယ်ကျွန်တော်ဖို့ကဘာမှဆက်မေးစရာမရှိတော့၎င်းတို့အားလည်းတင်ငါမကင်မဖြစ်မိသေးအားလုံးမှာလည်းတန်ရခင်းစရာမျက်နှာများဖြစ်ကြ၏၎င်းတို့ပြောပုံဆိုပုံများမှာရိုးသားလာပေသည်ကျွန်ုပ်လည်း၎င်းတို့ခြေများကိုမေးရင်ကမတိပတာကဲခတ်လိုက်မိသည်အားလုံးလိုတရွယ်လေးဖြစ်ခါတခုမှကျွန်တော်တွေးခဲ့ရသောခြေရာများလောက်မကြည့်ကြပေဘာခင်တယောက်ဤခြေပဲထိုခြေရာများလောက်ရှိလေသည်ဘာခင်ကသူမတော်ကြောင်ပြောခဲ့လျင်မူကားသူ့ဘော်တန်ရဖြစ်စရာရှိတော်လဲယခုသူကတညက်တောင်းရန်သွားခဲ့ပါသည်ဟုထွက်ဆိုပေးရာသူ့ဟာမထင်နိုင်တော့ပေတယောက်စလုံး၏အင်္ဂါယုံများကလူစိုးတခိုးယုံများမဟုတ်အခက်ခဲရသည်မှာရိုးသားလူတွေနဲ့တူလာပေသည်သို့တော်ရဲရရှိတူအနေဖြင့်ကလူတက်မှုတစ်ခုကိုကျူးလွန်ဝင်းမဝင်းကိုသာအာရုံဆက်ရပေလိမ့်မည်၄ယောက်စလုံးနေပူရွာကကြီးပဲလားမဟုတ်ပါဘူးဘာခင်ကနေပူရွာတန်းဖေကနက်ရွာကုန်းစံရင်ကထိန်မင်ကန်ကပါဟုတကြီးကဝင်ဖြေလေသည်ကျွန်ုပ်ဖို့အကောင်းဆုံးကတယောက်စီနောက်ကျောင်းရစဝင်းနဲ့အချင်းစာရိတာများကိုလေးလာစုံစမ်းရန်ဖြစ်တော်သည်ထို့သောစုံစမ်းပြီးမှသာလျှင်ရှေ့ထပ်ဆက်လက်ဆောင်ရွက်နိုင်တော်မူဖြစ်ပေသည်တို့နှင့်တန်းဖေတယောက်တည်းနေရခဲ့စီပြီးကြံ3ယောက်ကိုပြန်လွှတ်လိုက်ပါသည်အားလုံးပြန်သွားသောအခါမှကန်တန်းဖေမင်းကိုငါချန်ထားခဲ့တာကတော့
မင်းစီကအကူအညီလိုချင်လို့ပဲအခုလာတဲ့၄ယောက်ထဲမှာမင်းကိုကြည့်ရတာအားလုံးထက်လဲပုံရတယ်ဒီတော့ငါ့ကိုကူညီရလိမ့်မယ်စိတ်ချပါဘိုးကြီးကျွန်တော်ဘာလုပ်ပေးရမလဲဥပဒေနဲ့စန့်ကျင်သည့်အသက်မွေးမှုနဲ့လောက်ကန်စားတောက်တတ်သူတို့သည်အရေးယူပိုင်ခွင့်ရှိသူကမျက်နှာသာပေးလျင်ပေးသလိုအသက်တရောဖြစ်လာတတ်ပေသည်ထို့ကြောင့်လည်းရဲအဖွဲ့ဝင်တို့သည်ထိုသောပုဂ္ဂိုလ်မျိုးများကိုလက်သက်မွေး၍တခါတရံ၎င်းတို့လှုပ်သည့်အလုပ်ကိုလစ်လူရှုတန်ရှုထားခဲ့ရပေသည်ချစ်ကြီးကြောင့်မင်းဘာသိသလဲစိတ်ရင်းတော့မဆိုးပါဘူးဒါပေမဲ့ဒီကောင်ကြီးကအင်မတန်ဒေါသကြီးတယ်ပြီးတော့တိတ်တောက်တယ်မွေးရင်လူတကာနဲ့ရန်ဖြစ်ချင်တယ်ဘသူနဲ့မှဖြစ်เสียမရှိရင်အင်္ဂမရရန်ရှာတာပဲသူနဲ့မတည့်တဲ့လူရှိလားမတည့်တဲ့လူရလို့တော့မရှိပါဘူးကြီးကြီးကျယ်ကျယ်ခိုက်ရန်ဒေါသလည်းမဖြစ်ဘူးပါဘူးတလောကတော့ကြက်ပွဲမှာရန်တစ်ခါဖြစ်ဘူးတာရှိတာပဲဒါပေမဲ့အဲ့တုန်းကလည်းသူရလို့မပြောနိုင်ပါဘူးတဖွဲ့လုံးနဲ့ဖြစ်ကြတဲ့ကိစ္စပါပဲဘယ်လိုဖြစ်ကြတာလဲတလောကမေကုန်းအရှိတ်ဘက်နာစီမှာကြက်ပွဲဖြစ်တယ်ခင်ဗျစကိုင်းတို့အမေရာပူရာတို့ဒေါနာတို့ကကြက်သမားတွေအားလုံးစုံတဲ့ပွဲပေါ့လောင်ကြီးက1000လောက်ထိရှိခဲ့တယ်အဲ့ဒီနေ့ကချစ်ကြီးနဲ့စပြီးဟိုစိန်ပန်းကလာကစားတဲ့ကိုတာဟန်တို့နဲ့စကားများကြတယ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူးဒါပေမဲ့နောက်ဆုံးပွဲမှာအရှိတ်ဘက်ရွာကငပွားဆိုတာနဲ့အပြန်အလှန်စကားများပြီးရိမ်မောင်းချင်းမောင်းဖြစ်ကြတယ်မနေတာတော့ငပွားဘက်ကဝင်ရတဲ့လူတွေပေါ်လာတာနဲ့ကျွန်တော်တို့ကလည်းချစ်ကြီးဘက်ကဝန်တယ်ကြတာပေါ့အဲ့ဒီနေ့ကဘာခင်အောင်ခေါင်းပေါက်သွားသေးတယ်ကက်ကောတိုင်သေးလားပလိမ့်မသိအောင်လုပ်တဲ့ကြက်ဝိုင်းကဖြစ်နေလို့ဘယ်သူမှဂမ်းမထိုင်ကြဘူးချိတ်ကူးကြတယ်အဲ့ဒါတော့ကြပလား10လောက်ရှိပါပြီငပွားဆိုတာဘယ်လိုလူလဲပူပူပြက်ပြက်မိုက်ကန်းကန်းပါပဲစကားပြောလဲတောင်မကြိုးဘူးကျွတ်ဆက်ဆက်နဲ့ကောင်းတဲ့ကောင်မဟုတ်ဘူးပြီးတော့ဒီကောင်ကဓမြပြုတ်ဓမြထောင်ကထွက်လာတာဘာမှမကြသေးဘူးအခုချစ်ကြီးလဲသူ့လက်ချက်နေမှာပဲတန်းဖေသည်ကျွန်ုပ်သိကျင်သည်တဲ့ပိုရီပြောနေချစ်ကြီးနဲ့ငပွားတို့ရန်ဖြစ်စဉ်ကချစ်ကြီးတို့ဘက်မှဝင်ရက်ခဲ့သည်ဟုသူ့စကားမှတီးလိုက်ရပေရာအခုညရတော့ငပွားအပေါ်ပုံချသည့်သဘောမျိုးလည်းဖြစ်နိုင်ပေသည်သူစကားတော်လာနှင့်ညနာမူရာကအစင်းတွန်းသည့်အသွင်များပေါ်လျက်ရှိနေသည်သို့တော်ပလိတ်လောက်ကမှတ်သားထားရမည်ပင်ဖြစ်သည်မေးလိုသောမေးကုန်းကိုမေး၍မှတ်တင်သည်ကိုမှတ်ပြီးသူ့အားပြန်လို့လိုက်ပါသည်တပ်ပင်ပြောသောစကားများမှမှန်၏တကြီးနှင့်တွေ့ရမေးကြည့်သောအခါသူ့တိုင်ထွက်ဆိုသွားလေသည်ဓမြမှုနှင့်ထောက်တနည်းကြပူ၍ထွက်လာသည်မှာ6လမြရှိသေးသည်ဟုလည်းသိရသည်သူလည်းအုပ်ချင်းတွင်အရက်ချက်နေသည်ဟုသိရလေသည်ချစ်ကြီးအတွက်ရက်လက်စွန်းကျွေးသောနေ့တွင်ကျွန်တော်လည်းရောက်သွား၏အေးစိန်ကမိဖို့တနေရာတွင်တရှုံရှုံငိုကြွေးနေ၏အေးစိန်၏အမဆိုသောအေးမဲ့သည်သူညီမကိုအားပေးနေသည်မတာအိမ်တွင်ကတနေ့ကတကြီးခေါ်၍လာသောစံအေးဘခင်တန်းဖေဘဖေတို့အပြင်ငပွားပွားရောက်ရှိနေလေသည်ငပွားကတန်းဖေပြောသွားသလောက်ရုံမာပုံစိုးတမ်းပုံမရကျွန်တော်လည်းတကြီးနှင့်အတူလက်ဖေးတောင်းနေစဉ်စကားဆက်မိဟမ်းမိရမှမင်းတကယ်တော့ငပွားရောက်လာတွင်မင်းထောင်ကလွတ်လာတာဘယ်လောက်ရပါလဲအလစ်ကောက်မေးလိုက်ပါသည်6လကျော်ပြီခမဟာဒါဖြစ်ချစ်ကြီးအရင်ပေါ့ဟုတ်ကဲ့ထောင်ထဲမှာအတူတောင်နေခဲ့ရပါသေးတယ်ဒါဖြစ်မင်းတို့အတော်ခင်မှာပေါ့နော်ခင်ဆိုတရားသားချင်းလည်းဖြစ်တခန်းတည်းလည်းအတူကြကြတော့အတော်ခင်တာပေါ့ဘိုးကြီးရာဒီကောင်ကြီးကတစိုးတိုးကြီးခမဒေါသတိတ်ကြီးတာစကားပြောလည်းမတတ်ဘူးခင်နေဆိုပြီးမင်းတို့ကြက်ပွဲတော့ကရိုက်ကြဆိုပါလားရိတ်တာကလည်းဘိုးကြီးရာဘာမှအကြောင်းမကြီးပါဘူးစကားပြောမိုက်ကန်းတာနဲ့ထတွေ့မိကြတာပါအဲ့ဒါလိုဖြစ်ပြီးမှသူနဲ့တွေ့သေးသလားမတွေ့ဘူးခမထိုခိုင်ကျွန်ုပ်တို့လက်ဖေးဝိုင်းတို့ဘခင်နဲ့တန်းဖေတို့ရောက်လာကြ၏သူတို့သည်ငပွားအားစကားမပြောကြလက်ဖေးရည်ကိုတောက်နေကြ၏ခဏများအကြာတွင်ငပွားလည်းနောက်ဖေးတွင်ပကံများဆေးရအောင်မီဟုပြောကထွက်သွားလေတော့သည်ငပွားထွက်သွားသောအခါတန်းဖေလည်းကျွန်ုပ်နားသို့တိုးပြီးဒီကောင်ဘာတွေဖြီးသွားသလဲဘိုးကြီးခက်ပြင်းပြင်းမေးလေချစ်ကြီးเจ้าတွေပါကွာဘာပြောသလဲဘိုးကြီးသူနဲ့တိတ်ခင်တဲ့အကြောင်းထောင်ထဲတုန်းကအတူနေခဲ့တဲ့အကြောင်းရံဖြစ်ခဲ့ပေမဲ့အညှိုးမထားခဲ့တဲ့အကြောင်းတွေပါပဲအဲ့ဒါဘိုးကြီးကိုဖြီးတာဗျသိလားဟာကောင်ဒါမင်းပြောမဲ့စကားမဟုတ်ဘူးဘာခင်ကသူ့ကိုဝင်ရင်မှန်လိုက်ဘာခင်မျက်နှာကကတိတီပင်ဖြစ်၍သူများကိစ္စတွင်ဝင်ရောက်ဆွတ်ဖက်မှုကိုမနှစ်သက်သည့်သဘောများရှိလေသည်ထို့ကြောင့်တန်းဖေသည်ငပွားအားဤမြမျက်မုံကျိုးနေသည်ကိုကမပြောတတ်ပေထို့အချိန်ထိကျွန်ုပ်တို့အလုပ်ကအတိတ်ပဲမရှိသေးပေစံတဝါဝါနဲ့မှောင်ထဲတွင်လမ်းလျှောက်နေရတော့ဖြစ်သည်ဒီလိုဆန်းရင်လှမ်းရင်ကပင်တခုခုကိုတိုက်မိခြင်းတိုက်မိတတ်သည်ထို့ကြောင့်ကျွန်ုပ်သည်တတိနှင့်ပင်လျှောက်ခဲ့ပေသည်မတာရင်မှအပြန်တွင်ကျွန်ုပ်လည်းဘခင်အားလက်တို့ရခေါ်လာခဲ့သည်လမ်းပေါ်ရောက်သောအခါဒါနဲ့မသိလို့မေးစမ်းပြရစေငပွားကိုတန်းပေဘာကြောင့်ဒီလောက်တွန်းနေတာတော့ကွာအလကားပါဘိုးကြီးရာအယူပါဘာရလို့မဟုတ်ပါဘူးအเจ้าတော့ရှိရမယ်ကွာအเจ้าမဲ့တော့ဒီလောက်မတွန်းဘူးအလကားပါဗျာငပွားဖောက်တဲ့အိမ်တွေကိုလိုချင်လို့ဖုတ်ကောင်လဲအောင်ခြေထိုးနေတာပါ
အော်ဒီလိုလားနေစမ်းမအောင်ငပွားဖောက်တဲ့အိမ်များသလားများတယ်မျိုးထဲမှာတစ်နှစ်အလုံး20လောက်ဖြုံးမဲနေတဲ့အိမ်4အိမ်လောက်ရှိတယ်ဒီနေ့မှသူ့ဖို့အကြီးဆုံးပဲချစ်ကြီးဖို့တော့သူ့လောက်မကြည့်ဘူးချစ်ကြီးကရောတစ်နှစ်ဘယ်နှပေါင်းလောက်ကြသလဲ9ပေါင်းလောက်ကြတယ်ငပွားကသူ့ထက်ပိုတယ်ဒါနဲ့ငပွားနဲ့ချစ်ကြီးတလောကကြောက်ဝဲမှာရိုက်ကြဆိုဟုတ်ကဲ့အဲ့ဒီရန်ညွှန်းများရှိသလားကွာမရှိနိုင်ပါဘူးငပွားကဒါမျိုးမဟုတ်ဘူးပြောင်းသမားပြီးတာပဲညှို့မထားတတ်ဘူးစကားပြောတော့မတတ်ဘူးပေါက်ဆန်တယ်ဒီကောင်ထောင်ချဘူးလေဆိုဟုတ်ကဲ့ဓမြလက်ခံမှုနဲ့ဘာခင်တဲ့စကားနဲ့ငယ်ပြောပြီးနောက်ကျွန်ုပ်လည်းစိန်ခုံနဲ့အတူကတ်တို့ပြန်လာခဲ့၏ငပွားနဲ့ချစ်ကြီးကအီနယ်တွင်ဖို့အကြီးဆုံးအရက်အထွက်ဆုံးဟုတီးခဲ့ရပေရာချစ်ကြီးကိုရန်ရှာမိသူပေါ်များရပေသည်အကြံသူရန်သူဟူ၍လည်းရှိတတ်၏မနာတိုဝင်တို၍လည်းဖြစ်တတ်၏ချစ်ကြီးကိုတက်၍သူ့စီဝါကိုအရာချိုင်လို့တဖြင့်လဲသူ့အသက်ကိုရန်ရှာခြင်းဖြစ်နိုင်ပေရာချစ်ကြီးကိုတန်းဖေတော်လဲတတ်နိုင်သည်ငပွားတော်လဲတတ်နိုင်သည်တက်အသေးကြကမထင်တတ်မထင်နိုင်သေးပေတန်းဖေသည်ချစ်ကြီးကိုတက်ခါထိုအမှုနှင့်ငပွားကိုထင်အောင်ကြောက်တုံး၍ငပွားစီဝါရေးကိုပါအရာခွတ်တုတ်လို့တဖြင့်ကြံစီခြင်းလောသူဒီမဟုတ်ကငပွားကပင်လောဘတက်ကချစ်ကြီးဖောက်တဲ့များကိုလိုချင်သဖြင့်ချစ်ကြီးကိုတက်ရော့သလားအချက်တစ်လုံးပေါ်တွင်အ ਨੇ ဆုံးတမတ်တတာအမျက်ပေါ်လေရာအရက်အလုံး100ကုန်လျင်မတ်100ကြက်အစိတ်ဖြစ်၍တရွေယူခြင်းစရာလောဘတက်ချင်စရာပင်ဖြစ်ပေသည်တခုတော့ရှိသည်၎င်းတို့အမျက်သည်၎င်းတို့လက်ထဲတွင်တည်မြဲခြင်းမရှိဘဲဖဲဝိုင်းကြက်ဝိုင်းများတွင်သာကုန်သွားတတ်ကြသည်ကများပေသည်တခါတရံလဲအကြီးကျယ်ဖမ်းခံလိုက်ကြရသဖြင့်ခါလီကြကလက်မှန်ချရသည်လည်းရှိ၏ရက်ဖို့တစ်ခုကိုတက်ဆိုင်ရာကဖမ်းလိုက်ပြီဟုဆိုလျင်အ ਨੇ ဆုံး300ဘိုးကန်ပေါ်သွားတဲ့၏ချက်တော်ကရိယာတစားပလားစင်ရင်အိုးအရက်အိုးအရက်ခွက်အရက်ပလင်းမှမကြံဆုံးရှုံးရသည်နှင့်မပြီးသေးကတဲတွင်ကတဲအလိုက်ရုံးတွင်ရုံးလိုက်သူ့နေရာနဲ့သူကုန်ကြရပေသေးသည်အချို့ကကိုယ်တိုင်ဖမ်းမခံလို့သဖြင့်တရားခံအငှားများထက်တတ်ကြပေရာထိုတရားခံအငှားများအတွက်အ ਨੇ ဆုံး100-200ကုန်ကြရပြန်ပေသည်ထို့ကြောင့်အရက်မှမြတ်သောငွေသည်ရော်ဖို့ဆောင်ဖို့အသင့်ဆောင်ထားရသည့်အပြင်အဖမ်းခံရကအသစ်ပြန်လဲထူထောင်ဖို့အသင့်ရထားကြရပေသည်အရက်ချက်ရဲ့အသက်မွေးသူကအရက်ကိုပင်ချက်ချင်၏အခြားလုပ်ကိုမလုပ်ချင်ကြအရလွယ်သောလုပ်ငန်းဖြစ်သည်ဟုအရက်သက်တူကကျွန်ုပ်အားပြောပြဘူးလေသည်၎င်းတို့အားနှင်းနှင်းရသည်မှာတီကောင်ကိုဓာတ်နှင့်အပိုင်းရတဲ့ကဲ့သို့တစ်ကောင်ပိုင်းနှစ်ကောင်ဖြစ်လာ၏၎င်းတို့ချက်ရနေရသို့လဲကျွန်ုပ်တို့ကအခါမလက်သွားရောက်စောင့်ကြည့်၍မနေနိုင်ပလိတ်လုံးမှာအရက်ဖမ်းသည့်အလုပ်တစ်ခုတည်းမဟုတ်ရှင်မျိုးများအဖို့၌လဲကျွန်ုပ်တို့ထက်ကျယ်ဝန်းသောနယ်ကြီးကို3-4ယောက်တည်းကန်ရသောကြောင့်အမြင့်ပြတ်အောင်မနေနှင်းနိုင်ပဲခေါင်းငါဖိဖင်အားပေါ်၍သာနေပေသည်တခါတရံရဲအဖွဲ့နှင့်ရှင်မျိုးပူပေါင်း၍တပြိုင်နက်တည်းလုံးဝင်၍ဖမ်းပစ်သည့်အခါဖမ်းတော်လဲ4-5ရက်မြအကြာတွင်ပင်ဖိုတင်များပေါ်နေပြန်ပေသည်ပထမဖမ်းခံရသောအမှုကိုထမ်းဆောင်ရန်အတွက်၎င်းတို့သည်ဖိုတစ်ထောင်၍ငွေရှာကြပေသည်အရက်ချက်သောအလုပ်က၎င်းတို့၏ရိုးရာအလုပ်ကဲ့သို့ဖြစ်နေပေတော့သည်ဤသို့အားဖြင့်ကိုချစ်ကြီးတက်မှုသည်တလတာများကြောင်ကြောင်းလာခဲ့ပေသည်ဤသို့ကြောင်ကြောင်းလာခဲ့သည့်တိုင်အောင်အမှုနှင့်ပတ်သက်သည့်တဲလွန်စာကမရသေးပေကျွန်ုပ်သည်ဤအဖြစ်အပျက်တစ်ခုတည်းကိုသာရေးသားလျက်ရှိတော်လဲအခြားတာဝန်များကိုလည်းမလင်ဟင်းရအောင်တစ်ဖက်မှဆောင်ရွက်နေရပေသေးသည်သတင်းစာများကကျွန်ုပ်တို့နယ်အတွင်းတွင်အမဲများပေါ်နေပြန်ပြီဟုရေးလိုက်သဖြင့်အမဲတက်မှုများပပျောက်အောင်စောက်ရှောက်နေရသည်ကတစ်ဖက်အေယာဝတီတောက်ရက်အလုပ်သမားများကတပိတ်တံပေးနေသဖြင့်အကဲခတ်နေရသည်ကတစ်မျိုးတာယာကုန်းရေလဲဖျားဆသောရွာများသို့တပုံကစက်ကြီးလာတောင်းသည့်ကိစ္စကတသွယ်ဖြင့်လူတက်မှုအပြင်အခြားတာဝန်များကိုလည်းအချိန်မအားရအောင်ဆောင်ရွက်နေရပေသေးသည်ထို့ကြောင့်ကျွန်ုပ်တို့သည်လူတက်မှုတစ်ခုတည်းပေါ်တွင်အာယုံစူးစိုက်ခွင့်မရခဲ့ပေတနက်နက်ခင်းတွင်ကကျွန်ုပ်ထံသို့တကြီးဥကိုကြီးပေါက်လာပါသည်သူ့စပိန်နောက်တွင်တရှိတစ်ချောင်းချီလာသည်ကိုတွေ့ရပါသည်ဘဲနဲ့တကြီးဘာကိစ္စဟောဒီဓာတ်တစ်ချောင်းကိုင်းတော်တွေကတွေ့လာလို့လာပို့တာပဲတကြီးသည်စပိန်နောက်မှဓာတ်ကိုဖြုတ်၍ကျွန်ုပ်ထံယူလာပါသည်ဓာတ်ကအတော်ကောင်း၏တန်ကြီးများတက်နေပြီဖြစ်တော်လဲဓာတ်တော်မှအတော်လေးထက်မြနေပေသေးသည်ဓာတ်ပြနှင့်ဓာတ်အလေလောက်တွင်6သွနေသောတူးကွက်များကိုတွေ့ရသည်ဘယ်နာကရတယ်လဲကျွန်တော်ရတာမဟုတ်ဘူးနွားကြောင်သားတယောက်ရလာတာပဲငပွားတဲ့အနောက်ဘက်နားစီကားလို့ပြောတယ်ကိုင်းနဲ့ကဆိုတော့ဟုတ်ကဲ့ဒီဓာတ်နဲ့များချစ်ကြီးကိုခုတ်ပြီးမိတဲ့ထိုးထားခဲ့ရောသလားဟင်ဘိုးကြီးဖြစ်နိုင်တယ်ဆရာဝန်စစ်စာရခေါင်းမှာဓာတ်ခုတ်ရတွေ့တဲ့ဒီနေ့မှဒီဓာတ်မျိုးအသုံးများသလားသုံးတဲ့လူတော့သုံးပါတယ်ဒါပေမဲ့အဲ့ဒီအရက်ချက်တဲ့လူစုတွေကတော့တယောက်တစ်ချောင်းထားလေးရှိပါတယ်လာဗျာဓာတ်တွေ့တဲ့နေရာသွားကြည့်ကြရအောင်ကျွန်ုပ်လည်းတကြီးနဲ့အတူစပိန်နဲ့လိုက်လာခဲ့ပြီးဓာတ်တွေ့သောနွားကြောင်သားကလေးဟာရွာထဲတွင်ဝင်ခေါ်၍တွေ့သောနေရာကိုလာခဲ့ပါသည်
ဓာတွေ့သောနေရာသို့တွားသောလမ်းသည်ငပွားတဲရှိရာသို့ပေါက်၏ငပွားတဲကိုလွန်သွားကတန်းပေတို့ဘက်သို့ရောက်၏လမ်းဆိုရသောလဲလက်ကသိန်းယိုလူသွားလမ်းကလေးများသာဖြစ်ကဘေးတွင်ကိုင်းတော်များရှိလေသည်တချို့နေရာများတွင်မိချောင်းပန်းများရှိကြ၏အရက်ဖို့များအတွက်များစွာလုံခြုံ၍အဝေးမှမမြင်နိုင်ပေအရက်တဲအချင်းချင်းမမြင်ရတော့လဲတွားလန်းကတလန်းနဲ့ဖြစ်၍နှွေရွာကုန်းဘက်သို့လည်းတွားနိုင်လေသည်ထိုလန်းကအရက်ချက်သူများနှင့်တောင်သူများသာတွားလာတတ်ပေသည်ဓာတွေ့သောနေရာကငပွားတဲအနောက်ဘက်ပေ80ခန်းအကွာတွင်ဖြစ်ပေသည်ထိုနေရာနောက်တစ်ဖာလုံခန့်တွင်ကချစ်ကြီးဤတဲရှိ၍တောင်ဘက်နှစ်ဖာလုံသက်သားတွင်ကဘခင်နှင့်စံအေးတို့တဲများရှိရာနှွေရွာကုန်းဘက်သို့နီးသွားလေသည်ဓာတွေ့သောနေရာသည်ငပွားတဲနှင့်အနီးကပ်ဆုံးဖြစ်ပေသည်ကျွန်ုပ်တို့၏တာဝန်ကငပွားတွင်ရှေးကဓာရှိမရှိရှိလင်အဘယ်ကဲ့သို့သောဓာမျိုးဖြစ်သည်ကိုစုံစမ်းရန်ရှိတော့၏သို့သောငပွားကိုတိုက်ရိုက်ခေါ်၍မမေးလိုသူဟာထိုလူသက်မှုအတွက်ရဲဖွဲ့ကတင်ကာမကင်းရှိသည်ကိုအသိမပေးခြင်းသည်မတင်ကားလျင်9ရက်သို့မဟုတ်15ရက်အထိဂက်တွင်ချုပ်ထားပိုင်ခွင့်ရှိတော်လဲထို15ရက်အတွင်းတိမှုထင်ရှားကြောင်းကိုတင်ပြနိုင်ရမည်ဖြစ်သည်အခိုင်အမာစုစချက်တင်နိုင်ရမည်ဖြစ်သည်သို့သောယခုငပွားအားဖမ်းယုံသာဖမ်းနိုင်မည်ဖြစ်ပြီးအခိုင်အမာမဆွဆွနိုင်သေးပေလူတစ်ယောက်အားတတ်ထားသူသည်မေးယုံမြဲယုံဖြင့်တပ်ပါသည်ဟုဝန်ခံချက်ပေးမည်မဟုတ်သူတကြောင်ကိုစစ်ဆေးကအရာရှိကအကြောင်းခိုင်လုံစွာဖြင့်မယုံနိုင်မကွယ်နိုင်သောအထောက်အထားများတပ်သိမ်းများတင်ပြနိုင်ရမည်ထို့ကြောင့်တကြီးအကူအညီဖြင့်လဲပတ်ပါနှံ့၍ယုံကြည်မြင့်အပြင်ငပွားနှင့်လည်းခင်မင်းသည့်ရောသားတအုပ်ကိုအရှာခိုင်းပြီးငပွားထံတွင်ဓာရှိမရှိရှိကငှားလာခဲ့ရန်လက်ဖေးဘိုးပေး၍ခိုင်းလိုက်ရပေသည်ညနေဆောင်လောက်၌ထိုရွာသားလည်းဓာတစ်ချောင်းကန်၍ဌာနသို့ရောက်လာခဲ့ပါသည်ခမည်းဘယ်လိုပြောငါသလဲတော်တဲ့စင်းကျင်လို့စကားဆိုပြီးငှားခဲ့ပါတယ်ဒါကအသစ်ဆက်ဆက်ပင်ဖြစ်၏တရိုးပင်ကိုင်းသားမကြသေးသဖြင့်အယောင်မပြတ်သေးကြေးခွေများမှလည်းအယောင်တောက်လျက်ရှိကြသေးပေသည်ဒီဓာကအသစ်ပဲဟုတ်ကဲ့ပူကြီးသူဝယ်ထားတာမကြသေးဘူးတဲ့မင်းမကြံရစ်ခဲ့ပါစေနဲ့လို့တော့မှားလိုက်သေးတယ်ဟုတ်လားနို့သူ့အရင်ဓာဟောင်းကကောမပြောတတ်ဘူးခမဒါတော့မင်းမကြည့်ဘူးအရင်ဓာတော့ခမကြိုက်မှုသလားကြိုက်မှုပါတယ်ကိုင်းနေစင်းရင်သူ့စီကကျွန်တော်ငှားနေကြပဲဟိုဓာကရှမ်းဓာထိတ်ချုံဒီဓာလို့ထိတ်ချိုင်မဟုတ်ဘူးထိတ်ချုံကကတဲ့ပေါ်ရောက်နေတော့ဓာဖြစ်၏အဲ့ဒီဓာကိုခမမြင်မှတ်မိပါမလားဟာမှတ်မိတာပေါ့ကျွန်ုပ်လည်းအမှုတန်းတူကကက်ပေါ်မှာဓာကိုအယူခိုင်းပြီးသူ့အားပြလိုက်တော့အခါဟာဒီဓာစစ်ပဲကျွန်တော်ကန်နေကြဓာပဲဟုပြောလိုက်ပါသည်တက်တေကန်ထောက်ထားနဲ့ဓာအသွင်မြင်ကငပွားအပေါ်တန်တရားဖြစ်စာရှိလာပြီတော့သည်ချက်ပွဲတွင်ရဖြစ်ခဲ့ပုံရိုက်ကြပုံမတည့်သောချစ်ကြီးမသားအိမ်တို့လာပုံများကစဉ်းစားစရာဖြစ်လာလေသည်ဒါနဲ့ချစ်ကြီးများကအခုဘယ်သူနဲ့နေသလဲအရှိဘက်ရွာကသူ့မစီလိုက်နေတယ်ပြောတာပဲခမည်းတမ်းမေသိသလားသိပါတယ်ဒီလိုကဘယ်လိုလူလဲဒီကောင်ကယူပေါ်ပေါ်ငပွားကကောဒီကောင်ကတော့လူစွာပဲအရှိဘက်ရွာမှာတော့ဘိုးကြဆုံးပဲထောင်ကလည်းထောင်ထွက်ကိုမိုက်လာတာပေါ့ထောင်ကထွက်ရင်လိမ်မာရမယ်မဟုတ်လားကျွန်တော်တွေ့ဦးသလောက်ထောင်ကထွက်လာရင်ပုံမိုက်လာတာကြီးပဲကျွန်ုပ်လည်းသူ့စကားကိုဘာမှပြန်ပြီးမချေပနိုင်ပါသူပြောသည့်အတိုင်းဟုတ်တဲ့လောက်ဟုတ်နေပါသည်ထောင်ကလူတယောက်ရဲ့အကျင့်စာရိတ္တကိုပြုပြင်မပေးလိုက်ပဲအတက်ဆုံးတင်ပေးလိုက်သည့်လူစိုးတက္ကသိုလ်ဖြစ်ခဲ့ပါသည်အပြင်ပြန်ရောက်လာရင်ထောင်ပြီးစေးထိုးပေးလိုက်တဲ့ကဲ့သို့ဖြစ်ပြီးပိုရဆိုးလာတဲ့တီကိုတွေ့ရပြီးဥပဒေကိုရှောင်တဲ့တိတ်တက်သောဘုသူတ္တများတိုးလာတတ်ကြသည်ထောင်မှထွက်လာသူတို့သည်အရှင်းစာတခိုးလူဆိုဓမြများနှင့်တွေ့ရှိကာနီးမျိုးစုံတက်လာကြသည်တိုက်ပုံတိုက်နီးခုတ်ပုံခုံနီးများရလာသည်ဥပဒေကိုရှောင်နီးတိန်နီးလှည့်စားနီးများရလာကြသည်ထို့ကြောင့်ထောင်သည်လူဆိုးလူမိုက်တို့၏ဇာတိတကိုပြုပြင်ပေးသောလူဆိုးတက္ကသိုလ်ဖြစ်တဲ့၍လူဆိုးလူမိုက်တို့ဟာတိုင်နီးခိုက်နီးတင်ကြားနာယူရမည့်နေရာမဖြစ်သင့်ပေအချင်းတော်စနစ်များကိုအမြန်ဆုံးပြုပြင်ရန်ဆောင်ရွက်နေသောပုဂ္ဂိုလ်များတတိပြုရန်အချက်ပေပင်ထို့ကြောင့်လည်းငပွားအားပိုရိပ်ထင်စရာဖြစ်၏ငပွားကထောင်ထဲမှရခဲ့သောအမွေနှင့်ဖြင့်ပုံမရန်ကမိုင်မဲရဲတင်းလာပွဲရအကြောင်းရှိ၏ထွက်လာတော့လဲကောင်းရောင်းကောင်းဝယ်လုတ်ကိုက်စားတော့ခြင်းမပြုဘဲအရက်ချက်ရည်စားနေပေသေးသည်ရွာတွင်အစွာဆုံးအမိုက်ဆုံးဟုလည်းသိရပြန်လေသည်အထွေထူးကဆက်လက်မေးရမရှိတွေ့စုံတော်သားကငပွားဓာမှန်လေပြီရွာသားအားဓာတက်ကိုအခြေမပြတ်ပြန်ပေးရန်တက်နိုင်လျင်ဓာဟောင်းဘရောက်သွားသည်ကိုစုံစမ်းလေ့လာရန်ပြောကြားပြီးငွေ9ချက်လက်ဖေးဖို့ထပ်မံပေး၍ပြန်လွှတ်လိုက်ပါသည်နှစ်ရက်မြကြာသောအခါစိန်ခုကျွန်တော်ထံရောက်လာ၏ဘာထူးလဲဟေးစိန်ခုထူးတဲ့ဘိုးကြီးကျွန်တော်ခဏနေပူရွာဘက်ရောက်ခဲ့တယ်အေးစိတ်နဲ့ငပွားယူကြတော့မလို့သတင်းတက်တန့်ကြားခဲ့ရတယ်အကျော်တန်ဒီဇိုင်းဝင်ထိုင်ရင်တောက်ရှက်နေတဲ့ကောင်မတည်တဲ့လင်မအယိုးမဆွေးသေးဘူး
သူကနောက်နေယူတယ်လို့ကြားတာနဲ့မေးကြည့်တော့အေးစိတ်နဲ့ငါဘွားယူထားတော့မလို့ဖြစ်နေပြီလို့ပြောတယ်အေးစဉ်းစားကြပဲဟုတ်ပါသည်စဉ်းစားကြမယ်ဖြစ်ပါသည်ယခုပင်ကျွန်ုပ်လည်းအေးစိတ်မျက်နှာကိုပြည့်ပြည့်မြင်ကြည့်မိပါသည်အေးစိတ်အသက်က20တသားခန်းရှိ၍သူ့ဒေတာသူ့လိုက်တော့ကြည့်ကောင်း၏ဤတွင်မှပင်အေးစိတ်နဲ့ငပွားတို့နောက်ကျောင်းရာဇဝင်ကိုလေ့လာရန်အကြောင်းပေါ်လာပါတော့သည်အေးစိတ်ကဘယ်ရက်သူနည်းချစ်ကြီးနှင့်ဘယ်တော့မှအကြောင်းပါခဲ့သနည်းငပွားနှင့်ဘယ်တော့မှသိသနည်းအေးစိတ်ချစ်ကြီးနှင့်ငပွားတို့နောက်ကျောင်းရာဇဝင်ကဤမှုတွင်များစွာအသုံးဝင်လာနိုင်စရာအကြောင်းများဖြစ်ကစိတ်ဝင်စားစရာဖြစ်လာနေပေသည်။ကိုင်စိန်ခိုးပြေးလိုက်အောင်ကွာတကြီးစီဌာနကိုခဏလာခဲ့ပါအောင်လို့ဟုတ်ကဲ့ဘိုးကြီးပြီးတော့ချစ်ကြီးအသက်ခံရတဲ့မနက်ကငပွားကိုလှဲလန်းဆုံးမှာ9နိုင်လောက်တွေ့တဲ့တက်တစ်တယောက်လည်းတွေ့ထားတယ်ခမ။ဘာလို့လဲထင်းဝင်းကအရက်တဲ့ကိုလာသူကဘယ်သွားတာလဲဘခင်ကြီးရွက်သွားယူတာတဲ့ထင်းဝင်းကအတော်လန်းဤဌာနမြောက်ဘက်တမိုင်တတာမြဝေးသည်အရက်ရောင်စားသူတို့သည်မနက်တိုင်းရက်ဖို့များသောအရက်လာယူတတ်ကြပေသည်အေးဒါလည်းအဖိုးတန်တာပဲတကြီးသာအရင်ခေါ်ကြည့်စိန်ကိုထွက်သွားသောအခါကျွန်ုပ်လည်းရရှိထားပြီးဖြစ်သောတက်တဲ့ကန်အထောက်အထားများကိုပြန်လည်စစ်ဆေးရလေ၏ငပွားချစ်ကြီးနှင့်အေးစိန်တို့၏ဆက်ဆံပေါင်းသင်းခဲ့ပုံသည်ကျွန်ုပ်တို့ကအကူအညီပေးလိမ့်မည်ဟုကျွန်ုပ်ကယူဆ၏မကြာမီပင်စိန်ကိုနှင့်အတူဥက္ကိုကြီးလည်းရောက်လာပါသည်ကဲကြွဥက္ကိုကြီးအလုပ်တွေကတော့များလာပြန်ပြီဗျကဲစိန်ကိုကြီးတာတုံးကိုရှာပြီးအရက်တက်ကူလာကိုအခေါ်ခိုင်းစမ်းပါဦးမင်းတော့မသွားပါနဲ့တော့ပြီးတော့စာတင်မောင်တို့ကိုအေးစိန်စီလုပ်ပြီးခေါ်ခိုင်းလိုက်ထို့သောမှကြားပြီးအကြီးပေးတင်ဝန်ထိုင်လိုက်ပါသည်စိုးစမ်းပါဦးဘာများအရေးကြီးလို့အခေါ်ခိုင်းတာလဲအရေးကြီးဆိုဒီလိုလေငပွားနဲ့အေးစိန်နဲ့ဘာလို့ကြားလို့ဟုတ်သလားအသေးအချာတော့မကြားသေးပါဘူးကြောက်တော်ကြီးပွဲနေညကနှစ်ယောက်တူသွားကြတယ်လို့တော့ကျွန်တော်တူမလေးကပြောတာပဲဟုတ်ချင်လဲဟုတ်မှာပေါ့အေးစိန်ကဘလို့လဲသူ့နောက်ကြောင်ကလေးတည်စမ်းပြရစီဒီကောင်မလေးကအရှုပ်ကလေးပါချစ်ကြီးနဲ့မရခင်ကတည်းကမြစ်စိတ်ဘက်ကရှမ်းစစ်သားတယောက်နဲ့တလားလောက်တောင်ရဘူးသေးတယ်နောက်ပြီးချစ်ကြီးနဲ့ရတာပဲခက်ပြန်ခက်ထထလေးပါချစ်ကြီးနဲ့ရတာအတော်ကြပါလားတနစ်ကျော်လောက်ရှိအောင်မထင်နဲ့ဒီရွာဇာတိပဲလားဟုတ်ပါတယ်ငပွားကောဒီရွာကပါပဲငပွားနဲ့အေးစိတ်နဲ့အရင်ကအဆက်အသွယ်ရှိဘူးသလားမစုံနိုင်ဘူးခမချစ်ကြီးနဲ့ရပြီးတော့ကောငပွားနဲ့ချစ်ကြီးတို့လင်များအဆက်အသွယ်ရှိသလားဒါကတော့တရားရဲလုံနေတော့အသွားလာအဝင်ထွက်တော့ရှိတာပေါ့စဉ်းစားကြအချက်များကတိုးလာ၏ငပွားနဲ့အေးစိတ်မှာရှေ့ကအဆက်ဖြစ်ချင်ဖြစ်ဘူးမီချစ်ကြီးနဲ့ရမှဖြစ်ချင်လည်းဖြစ်မီချစ်ကြီးအသက်ခံရပြီးမှဖြစ်ချင်လည်းဖြစ်မီချစ်ကြီးကိုငပွားသည်သူ့မရလို့ချင်းတတ်ချင်လည်းတတ်မီအတက်မပြောနိုင်အသက်ခံရသောနနက်ကအေးစိတ်ထမင်းသွားဖို့ရာတင်နေသောလင်ကိုတွေ့ရသည်ဟုပြောခြင်းသည်လိန်လေသောစကားဖြစ်နိုင်သည်သူပင်သူ့လင်ကိုဓာတ်နှင့်ခုတ်၍သို့မဟုတ်နောက်မှခုတ်၍ရိုက်၍မိဖို့တဲ့ဆွချခဲ့နိုင်သည်သို့တော့ဒါကငပွားသားဖြစ်နေပြန်ရာထိုသားကိုဘယ်ကဘလို့ရခဲ့သနည်းနှစ်ယောက်တူခုတ်သလောငပွားနဲ့ခုတ်သလောအေးစိတ်မင်းဓာတ်ပေးပြီးအခုတ်ခိုင်းသလောထိုအခါရက်တဲ့မောင်လာရောက်လာသဖြင့်ကျွန်ုပ်ကနေရာပေးပြီးအထိုင်ခိုင်းလိုက်၏ဒါနဲ့ကိုလာချစ်ကြီးအသက်ခံရတဲ့နေမှတ်မိသလားအင်္ဂလိပ်လဆန်6ရက်နေ့ကဘူကြီးကျွန်တော်အရက်ယူတဲ့စင်းထဲမှာမှတ်ထားတယ်အဲ့ဒီမနက်ကလက်ရွာကုန်းလမ်းစုံမှာငပွားကိုခမရတွေ့သေးသလားတွေ့ပါတယ်အချိန်ဘယ်လောက်လဲမနက်9နာရီလောက်ငပွားလက်ထက်မှာဘာပါတယ်လဲဘာမှမပါဘူးခမရသူဘယ်သွားမှပြောလဲနေပူရွာလို့ပြောတယ်သွားလားသွားမသွားတော့မသိဘူးမြောက်တဲသွားတာတော့မြင်တာပဲခမရတို့တော့သူ့မျက်နှာဘလို့ဖြစ်နေလဲပြုံးပြုံးချွတ်ချွတ်ပါပဲထို့ခိုင်မအေးစိန်ရောက်လာပြန်ပါ၏သူကလင်းသေးစုံစားကားကဲ့သို့ညှို့ညွန့်ငငယ်မဟုတ်တော့ပဲခြေစုံကောင်းစုံတနခါများလင်းလျက်ပြုံးပြုံးချွတ်ချွတ်ဖြစ်နေသည်ကိုမြင်ရပါသည်သူ့လင်းဆုံးဒီမှာတလားတများသာရှိသေးသည်ကျွန်ုပ်လည်းသူ့အားကြိုးပေးပြီးတာတုံအားလက်တို့၍တန်းဖေအားအခေါ်ခိုင်းလိုက်ရပြန်သည်ကဲအေးစိန်နင့်မေးစရာလေးတွေရှိလို့ခေါ်တာပဲမေးပါဘူးကြီးမေးပါအေးစိန်ကတွန်းစစ်စစ်ဖြေလေသည်ချစ်ကြီးရက်ဖို့သွားတဲ့အချိန်နေမမှတ်မိဘူးလားအသက်ခံရတဲ့နေ့ကလားဘူကြီးအေးဟုတ်တယ်အသေးချာတော့မမှတ်မိဘူးတုံးခောက်ပြီးခဏနေတော့သွားတာပဲမင်းထမင်းသွားပို့တဲ့အချိန်ကော8နိုင်9နိုင်လောက်ထင်တာပဲနေရောက်တော့တင်းနေပြီနော်ဟုတ်ကဲ့ရှင်တင်းနေပြီအဲ့ဒီမနက်ကလမ်းမှာဘယ်သူတွေ့သေးလဲကိုဘခင်နဲ့တွေ့ပါလေငပွားနဲ့ကောမတွေ့ဘူးရှင်ငပွားကိုအရက်သက်ကိုလာတွေ့ဒီမှာ9နိုင်လောက်ဘခင်နဲ့အေးစိန်တွေ့ဒီမှာ9နိုင်လောက်ဘခင်ချီချီတဲသို့ထက်လက်သွားတောင်းဒီမှာလဲ9နိုင်လောက်ဖြစ်ရာ
ကိုချစ်ကြီး9နိုင်မထိုးမီသို့မဟုတ်ထိုးပြီးနောက်အသက်ခံရသည်မှာတေချာနေပေသည်ထိုခိုင်းတန်းဖေရောက်လာပါသည်ဟေးတန်းဖေမင်းစီကိုချစ်ကြီးတည်တဲ့နေ့ကဘာခင်ဘယ်ချိန်ရောက်လာလဲ9နိုင်တတလောက်ပဲခမ9နိုင်တတလောက်ကျွန်ုပ်သည်သူ့ကိုပြန်မေးခြင်းမဟုတ်ကျွန်ုပ်ဘာသာကျွန်ုပ်ရိုးရိုးမိခြင်းဖြစ်ပါသည်တော်သူတောင်သားများကအချိန်တိုင်းကိုအတိအကျမှတ်သားကြခြင်းမရှိကြပေဤသူများကမြို့နှင့်နီးစပ်သဖြင့်တော်သေးပေသည်မြို့နှင့်အလှမ်းဝေးသူတို့သာဆိုလျင်ဆုံးခံပြန်ခြင်းနေထမ်းတစ်ဖျားစသောအဖြစ်မှန်းဆမလို့သောစကားများကိုပြောကြမည်ဖြစ်ပေသည်ကျွန်ုပ်ကခေါင်းရှုပ်ထွေးသွား၏ဘခင်အားခေါ်ခလန်းရပြန်၏နိုင်ဝက်ခန့်အကြာတွင်ဘခင်လည်းရောက်လာပါသည်ချစ်ကြီးအသက်ခံရတဲ့နေ့ကမင်းထညက်တော်တောင်းတော့ဘယ်ချိန်ရှိမလဲ9နိုင်လောက်ရှိပြီခင်ဗျနောက်ပဲသွားလဲတိုင်းပိတ်စီသွားပါတယ်လက်မှာဘယ်သူနဲ့တွေ့သေးလဲအေးစိန်နဲ့တွေ့လို့မိတောင်တောင်းတော့ပါသေးတယ်အချိန်မှတ်မိလား9နိုင်တလောက်ပဲမမှတ်မိဘူးတိုင်းပိတ်စီရောက်တော့ကောအဲ့ဒီလောက်ပဲတိုင်းပိတ်စီကဘယ်ချိန်လောက်ပြန်လဲ10နိုင်လောက်ပြန်ပါတယ်ဘယ်လမ်းပြန်လဲလမ်းတိုင်းပါပဲလက်မှာဘယ်သူတွေ့သေးလဲဘယ်သူမှမတွေ့ဘူးဘယ်ကိုဝင်သေးလဲမပွားတဲ့ခဏဝင်ပါတယ်ဘာဝင်လောက်တာလဲဆက်လက်မြင်ဝင်တော့တာပါငပွားကိုတွေ့သေးလားမတွေ့ပါဘူးချစ်ကြီးတဲမှာဘလောက်ကြာနေလဲ900ညက်လောက်နေပါတယ်ဘခင်ကမေးစရာမရှိတော့သူ့အသွားလာအစီအစဉ်ကရှင်းလျက်ရှိဘခင်ဒီချစ်ကြီးကိုအသက်နဲ့တွေ့ရ၍အေးစိန်ကအသေးတွေ့ရ၏ချစ်ကြီးကိုတတ်သူသည်ဘခင်သို့မဟုတ်ဂျားလူတယောက်ဖြစ်ရပေလိမ့်မည်သို့တော့ဘခင်ကမထင်နိုင်ပါတတ်သူမှန်ကချစ်ကြီးကိုတွေ့သည်ချစ်ကြီးကြရောက်သည်ဟုကျွန်ုပ်တို့အားထွက်ဆိုမိမဟုတ်ငင်းကွက်မိသားဖြစ်၏တက်ခဲ့လျင်လဲဘခင်ဒီတန်းဖေတံသွားဖို့လည်းမရှိပြီးတော့လူသွားလူလာများသည့်လှဲလန်းဘက်သို့လာမည်အစားကိုင်တော်လန်သူတဲသို့သူပြန်သွားရမည်ပင်ဖြစ်သည်တက်သူကအေးစိန်သို့မဟုတ်တယောက်ယောက်ဖြစ်ရပေမည်ထိုတယောက်ကမြည်သူဖြစ်နိုင်သည်ငပွားဖြစ်နိုင်သည်ငပွားကိုလှဲလန်းထိပ်မှာကိုလာကတွေ့သည်ဆိုရာချစ်ကြီးကိုဘခင်တွေ့ပြီးခဏ၌သူရောက်လာကတတ်နိုင်သည်ဘခင်စောစောကအသက်နှင့်တွေ့သောချစ်ကြီးကိုအေးစိန်တွေ့သောအခါအသေးဖြစ်နေသည်ဟုဆိုရာဘခင်နှင့်အေးစိန်လမ်းတွင်တွေ့သောအချိန်လောက်ကတတ်နိုင်သည်ထိုအချိန်က9နိုင်ပတ်လည်ဖြစ်ရမည်9နိုင်ပတ်လည်ကငပွားပမာရှိသည်ဘဲသွားနေသည်ထိုကြောင့်များကိုစဉ်းစားနေရင်ကျွန်ုပ်လည်းငပွားနှင့်အေးစိန်တို့ကိစ္စကိုတွား၍သတိရလိုက်သည်ဖြင့်အော်ဒါနဲ့အေးစိန်နင်းမင်္ဂလာဆောင်ကြောင့်ငါ့ကိုဖေအောင်တော့ဟုကျွန်ုပ်ကစလိုက်၏ကျမဘယ်သူနဲ့မင်္ဂလာဆောင်မှာမို့လဲအမငါကြားပါတယ်ဟာဟဲဟဲဖိတ်မှာဘောရှင့်ဘယ်မိထားပါမလဲဘယ်လောက်စိတ်ကူးထားကြတော့တပိုရဲလက်ကုံလောက်ရှင့်ကျွန်ုပ်သည်အလွယ်နဲ့ပင်လိုချင်သောအချက်ကိုရလိုက်၏အေးစိန်ကမလဲရှာပါချစ်ကြီးတည်သည်မှာတလားတတများရှိသေးတော့လဲသူ့စိတ်၌အတော်ကြာခဲ့ပြီဟုအောက်မေ့ရန်ရှိပါသည်သူ့ကပူရုံမဟုတ်တော့ပေထိုအချိန်၌အကင်းပါသောစင်ကိုကနေပါအောင်ပူကြီးရဲ့အေးစိန်နဲ့ဘသူနဲ့လက်ထပ်မှာတော့ထိုးတော့ဝင်ထောက်ရကျွန်ုပ်ကဟဲ့မင်းနေထိန်လိုက်နေပြီမသိဘူးလားဟဲ့အေးစိန်ပြောပြလိုက်ဘသူနဲ့ဆိုတာကိုပွားနဲ့ဟုအေးစိန်ကရှက်ကိုရှက်ကံမူရာဖြင့်စင်ကိုအားပြောလိုက်လေသည်ဟင်ဟုတ်လားကောင်းတာပေါ့ဟာတို့ဖြင့်ခုမှသိတယ်ဟုစင်ကိုကလက်ခုပ်လက်ဝါးတီး၍ရေပြက်လိုက်ရင်ပြောလိုက်လေသည်တကြီးဥကိုကြီးကရဲတက်ဖောက်ဝင်ဆရာတပည့်နှုတ်အတိုင်ပေါက်ညီညီနှင့်အေးစိန်အတွင်းစိတ်ကိုညှစ်ထုတ်နေပုံများကိုကြိတ်၍ချီးကျူးမိလေသည်အလုံးပြန်လွတ်လိုက်ပြီးနောက်ကျွန်ုပ်လည်းစင်ကိုအားခေါ်ယူ၍ကဲစင်ကိုကြီးငပွားသာဖမ်းကြည့်တော့ကွာဟုအမိန်ပေးလိုက်ပါတော့သည်တေချာပြီလားပူကြီးဟာမတေချာပဲငါဘာလုပ်လို့လဲဘလို့လဲပူကြီးကျွန်တော်ကလည်းပြောဦးမှာပေါ့နားထောင်ငါပြောမယ်ချစ်ကြီးနဲ့သူနဲ့ကြက်ပွဲမှာရန်ဖြစ်တယ်ပြီးတော့စာတင်ကွန်ပေါင်ကိုအစီရင်ခံစာရချစ်ကြီးတည်တော့ချစ်ကြီးရဲ့ဖောက်တဲ့ငါးဦးရှိတဲ့နှံမှာသူ3ဦးရတယ်ပြီးတော့အေးစိန်ကိုလည်းသူကြိုက်ပြီးချစ်ကြီးလက်ထက်ကလေးကကြာကိုနေတယ်လို့မသိရင်ရဲဆိုင်ကတစင်ကြားရတယ်ပြီးတော့တက်တေကန်ပစ္စည်းဖြစ်တဲ့ဟိုဓာတ်ကလည်းသူ့ဓာတ်အစ်စ်ပဲသူ့ဓာတ်ဆိုတာကလည်းတက်တေရှိတယ်ပြီးတော့အဲ့ဒီနေ့မနက်ကသူ့အရက်တဲမှာမရှိဘူးလို့သိရတယ်မဟုတ်လားပြီးတော့9နိုင်လောက်မှာသူ့ကိုချစ်ကြီးအနောက်နားမှာလဲလန်းစုံမှာကိုလာကတွေ့တယ်ဆိုတော့မင်းမစဉ်းစားကြည့်လေဆက်ဆက်တဲ့အချင်းရာရောတက်တေကန်ပစ္စည်းရောရှင်းနေပြီမဟုတ်လားဒီတော့တို့အခုသူ့ကိုခေါ်ပြီးဒီချက်တွေမေးကြစို့စိန်ခိုးကဘာတစ်ခေါက်မှပြန်မပြောတော့ပဲကတ်တဲမှအမှုတန်းတယောက်ကိုခေါ်ပြီးဝမ်းသာအားရဆင်းသွားလေတော့သည်ကျွန်ုပ်လည်းငပွားအားမိကုန်းထုတ်ရန်အတွက်အစီအစဉ်များပြုလုပ်ရတော့၏မိကုန်းဆိုသည်မှာစွဲချက်ပင်ဖြစ်သောကြောင့်ခိုင်မာတေချာရမည်ဖြစ်သည်မိမိ၏တရားခံအားမလှုပ်သားအောင်တုံနှောင်သောကျိုးပင်ဖြစ်သည်ရေပတ်မဝင်လေမဝင်နိုင်သောမိကုန်းမျိုးများသာဖြစ်ရပေမည်ကျွန်ုပ်လည်းအောက်ပါအစီအစဉ်များကို
ကျွန်ုပ်နေ့စဉ်မှတ်တမ်းအတွင်းမှာကောက်နှုတ်လိုက်ပါသည်တစ်ငပွားသည်ဓမြလက်ခံမှုနှင့်ထောင်မှထွက်လာသောလူဆိုးစင်းဝင်တယောက်ဖြစ်၍ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ဝင်သည်နှစ်လက်ရှိအလုပ်ကအရက်ချက်သည်သုံးအရက်ချက်လုပ်ငန်းတွင်အသက်ခံရသူချစ်ကြီးနှင့်စီးပွားပြိုင်ဖြစ်သည်လေးချစ်ကြီးနှင့်ကနွယ်ကုန်းကြက်ပွဲတွင်ရိုက်သည်ငါချစ်ကြီးတည်သောအခါချစ်ကြီးဖောက်တဲ့သုံးဦးအားသူရသည်တစ်နေ့လုံးရင်တရားများပို့ထွက်သည်6အရက်တဲ့မသိမ်းရင်ထွက်ချက်အရာချစ်ကြီးမသိမီကလေးကအေးစိန်ကိုကြောက်ခုန်နေသည်9အေးစိန်နှင့်မကြမီလက်ထက်မီ10ကိုင်းတော်မှတွေ့သောဓာ9အသက်ခံရသောနေ့ကငပွားဘရောက်သွားတယ်လေ10ကိုလာနှင့်လှဲလန်းစုံတွင်တွေ့ဘယ်ကပြန်လာတယ်လဲအချက်9နဲ့10အထိကငပွားဖြေရမည့်မိကုံးများဖြစ်သည်သူသည်တက်တဲ့ခိုင်မှာပြရမည်သူဒါဟုတ်မဟုတ်မဟုတ်လင်မဟုတ်ကြောင်းဟုတ်လင်ဟုတ်ကြောင်းဘာကြောင့်ထိုချုံနဲ့ရောက်ရသည်ဘယ်ကသွေးစွန်းရသည်ချစ်ကြီးတရားသည့်နနခင်းကသူအသွာလာများကိုပြောရမည်ဘယ်ချိန်ကဘယ်သွား၍ဘယ်ချိန်ရောက်ကဘသူနှင့်တွေ့သည်ဘယ်ချိန်ပြန်ရောက်သည်များကိုသူခိုင်မှာဖြေရတော့မည်ထိုအချက်များရေးဆွဲပြီးမှပင်ငပွားနှင့်စိန်ကိုလည်းရောက်လာကြပါတော့သည်ငပွားသည်မျက်နှာမပြတ်ထောင်ထွက်ပြီးမျက်နှာထားတင်းတင်းနှင့်ရက်နေသည်စိန်ကိုကကြမ်းမော့အထိုင်ခိုင်းမှပုံစံထိုင်လေသည်ထို့သောထိုင်ခိုင်းလိုက်စဉ်သူကကျွန်တော်ကိုဘာမှုနဲ့ဖမ်းတာလဲဘိုးကြီးဟုမေးလိုက်သည်အော်စိန်ခိုတို့ကမပြောဘူးလားလူသက်မှုနဲ့လကွာကိုချစ်ကြီးတတ်မှုပေါ့ကျွန်ုပ်သည်အခါတိုင်းကဲ့သို့၎င်းအခက်ပြတ်မပြောတော့ပဲခက်မှမှပဲစတင်လိုက်သည်၎င်းကဲ့သို့သောထောင်တွက်တယောက်ကိုလေးပြော့ပြော့နေမင်းတွေမဖြစ်တော့ပေဗျာလူသက်မှုသူသည်နှလုံးပြုတ်နှင့်လှုပ်ခနဲမေးလိုက်သည်အေးဟုတ်တယ်အဲ့ဒီအတွက်မင်းကငါအဖမ်းခံလိုက်တာပဲဒီတော့ဒိုမေးတာကိုမင်းမမှန်ပြောဟုတ်လားမင်းလည်းတတ်တာငါတို့လည်းမပင်ပန်းရအောင်ဟုတ်လားမင်းချင်တာမေးပါဘိုးကြီးရဲ့ကျွန်တော်မှန်တဲ့အတိုင်းပြောပါမယ်ဒီလိုကွာချစ်ကြီးအသက်ခံရတဲ့ကိစ္စမှာမင်းကိုတို့မတင်ကားဘူးမတင်ကားကြအကြောင်းတွေကလည်းရှိလာတယ်ဆိုပါတော့ကျွန်ုပ်သည်အထက်ပါစကားများကိုပြပြမေးလိုက်သည်ကျွန်တော်ကိုဘာမှမတင်ကားကြရှိလို့လဲဗျာတရားခံကိုဘာမတင်ကားနေသည်ကိုအသိပေးရန်တာဝန်မရှိတော့လဲငပွားကိုတော့မူပရိယတမျိုးစင်၍မေးလိုက်ခြင်းဖြစ်သည်ကျွန်ုပ်သည်စမမေးပဲဗီဒီယိုထဲမှာဓာတ်ရှိကိုထုတ်လာက၎င်းအားပြရင်ဒီဓာတ်ဘလောက်ပေးရလဲဟုမေးလိုက်ပါသည်ငပွားသည်ဓာတ်ကိုတေချာကြည့်၍မျက်လုံးပြူးသွားလေသည်ဓာတ်မှသူ့ဓာတ်ဟောင်းဖြစ်သည်ပြောလေကွာဘလောက်ပေးရလဲဝယ်ထားတာကြာပါပြီရှစ်ချက်ပေးရပါတယ်သူဓာတ်ဖြစ်ကြောင်သူဝန်ခံမိဖြစ်သည်အေးဒီဓာတ်ကိုမင်းအရက်တဲ့အနောက်နာကတို့တွေ့တာပဲဒီလောက်ကောင်းတဲ့ဓာတ်တစ်ချောင်းကိုမင်းဘာကြောင့်များနှုတ်မြထားရလဲကွာကျွန်တော်လွတ်ပြထားတာမဟုတ်ပါဘူးနို့ဘယ်သူလွတ်မြထားလဲကျွန်တော်ခေါင်းပေါ်မှာထိုးထားတာပျောက်သွားတာကြာပါပြီဟုတ်မှလဲလိန်ပါလေတကယ်ပါဘူကြီးပျောက်သွားတာအမှန်ပါချစ်ကြီးအသက်ခံရပြီးချင်းပျောက်သွားတာဆိုပါတော့ဒါတော့ကျွန်တော်မမှတ်မိတော့ဘူးခင်ဗျာအေးမမှတ်မိတာပဲကောင်းတယ်ဒါထားလိုက်ပါတော့မင်းနဲ့အေးစိန်ဘယ်တော့လက်ထပ်မှာလဲမသေးကြသေးဘူးခင်ဗျဘယ်နဲ့မသေးကြရမှာလဲတပိုးရဲလားဆိုစိတ်ကူးတာရှိပါသေးတယ်မင်းနဲ့ချစ်ကြီးထောင်းကဘသူအရင်လွတ်လဲကျွန်တော်အရင်လွတ်ပါတယ်လွတ်လာမှမင်းနဲ့အေးစိန်ကြီးကြအောင်ဆိုပါတော့ချစ်ကြီးတည်ပြီးမှပါခင်ဗျမင်းခုရက်ဘယ်နှလုံးကုန်တယ်လဲတနစ်200ကျော်လောက်ကုန်ပါတယ်ချစ်ကြီးမသေးခင်အောင်ဒီလောက်ပါပဲဟုတ်ရဲ့လားငါကြားတော့တမျိုးပါဟုတ်ပါတယ်ဘိုးကြီးဒါဖြင့်နေစမ်းပါဦးချစ်ကြီးတက်ခံရတဲ့မနေ့ကမင်းပပနေလေတမန်လုံးရက်ထဲမှာရှိပါတယ်ဟုတ်ရဲ့လားစဉ်းစားစမ်းပါဦးရွာတဲ့ခဏသွားပါတယ်ဘယ်သူနဲ့တွေ့လဲဒါတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်အိမ်ပြန်လုံကြီးလဲပြီးရက်ဖို့ပြန်ခဲ့တာပဲလမ်းမှာဘယ်သူနဲ့များတွေ့သေးတယ်လဲမတွေ့ပါဘူးဘယ်ချိန်ရက်ဖို့ပြန်အောင်တယ်လဲ10နာရီလောက်မင်းဘယ်လမ်းကရွာထဲသွားလဲလှဲလန်းကသွားပါတယ်ကိုင်းတော့ဘက်ကဖြတ်ရင်ရွာဘက်နီးရတာနဲ့ဘာကြောင့်ဝင်းအောင်လှဲလန်းကသွားရတာလဲအစကနတ်ရွာကုန်းဘက်ထညက်သွားမယ်မလို့ထွက်လာခဲ့တာပါလှဲလန်းကြမှာစိတ်ကူးတစ်မျိုးပြောင်းသွားပြီးရွာဘက်လာခဲ့ပါတယ်ငပွားကချွတ်ပြန့်နေသည်ကျွန်ုပ်မေသုံးမေကုန်းများမှာဆက်နေပြီးညံလဲညံကအဖြစ်တစ်ခုနဲ့တစ်ခုကြားငပွားတွင်စဉ်းစားချိန်လုံးဝမပေးပဲစက်တိုက်ကြီးဖြစ်နေသောကြောင့်သူခမမှာဖြစ်ရင်းကဇောချွေးများပြန်လာလေသည်သို့သောကျွန်ုပ်မေကုန်းများမှာရိုးရိုးကလေးများသာဖြစ်ပါသည်အခါတိုင်းကဲ့သို့အချင်းအောက်ချင်းမများလာသေးပါလှဲလန်းမှာကောဘသူနဲ့တွေ့လဲဘသူနဲ့မှမတွေ့ပါဘူးခမအော်ကိုလာနဲ့တွေ့ပါတယ်ကိုလာအေးစိန်နဲ့ကော
မတွေ့မိပါဘူးခမချစ်ကြီးနဲ့ကောမတွေ့ဘူးခမဘာခင်နဲ့ကောမတွေ့ဘူးခမဘာခင်တဲနာကဖြတ်လာတာမဟုတ်ဘူးလားမတွေ့ဘူးလားမတွေ့ဘူးခမဘသူကိုတွေ့သေးလဲဘသူမှမတွေ့ဘူးခမမင်းသားပေါ်မှာသွေးတွေကဘယ်ကသွေးလဲမသိဘူးခမကြောက်တော်ကြီးဖျားဝန်းနေကအေးစိန်ပါသေးလားပါပါတယ်ဘဲချင်းပြန်လဲလင်းမပြန်ပါတယ်ကြက်ပွဲတော့ကဘသူခေါင်းခွဲသေးတယ်လဲမပြောတတ်ဘူးခမမင်းရှင်းရတယ်မသိဘူးလားမမမိတော့ဘူးခမအစမပြတ်မေးသောကြောင့်၎င်းအစီအစဉ်မကြပဲတွေ့ကြရရှောက်မေးသောကြောင့်၎င်းငပွားမှချချလဲနေသည်အနားမရှိစက်တိုက်ကြီးစဉ်းစားခွင့်မပေးသဖြင့်သူခမမောနေမျက်လုံးများလဲအိမ်တွင်မရတော့ပဲဖြစ်ခါလှုပ်ရှားနေသည်တင်းတို့အလုပ်ကတရားခံရင်ခေါင်းကိုရှုပ်အောင်စိတ်ကိုလှုပ်ရှားအောင်ပထမလုပ်ရမည်ဖြစ်သည်တခါတရံဒေါသဖြစ်အောင်တခါတရံလဲဝမ်းနဲ့လာအောင်စိတ်အားငယ်လာအောင်ကြောက်လန့်လာအောင်ခြောက်ချားလာအောင်စွပေးရပေသည်ထို့ထဲကပင်ကျွန်ုပ်တို့လိုချင်သောအချက်ကလေးများကိုရွေးနှုတ်ယူကြရပေသည်ယခုကျွန်ုပ်သည်ငပွားစိတ်ကိုခြောက်ချားလာအောင်လက်ပြမလုံးဖြစ်လာအောင်စွရည်ပြီးလေပြီငပွားမှာရောက်ခစားခဲ့သို့တင်းတင်းမာမာမဟုတ်တော့ပဲညုံငယ်သောမျက်နှာကလေးဖြစ်လာကမျက်လုံးကလေးတွေကလေးကလေးဖြစ်လာရှာပေပြီထိုချိန်မျိုးတွင်ကျွန်ုပ်ကဆက်လိုက်ပြန်သည်ဒီကိစ္စမင်းအေးစင်ကိုမတိုင်ပင်ဘူးလားမတိုင်ပင်ဘူးခမဘာမှမတိုင်ပင်တာလဲဗျာဘိုးကြီးဗာမေးတာလဲသူသည်လန့်သွားသည်မျက်လုံးများပြူကပါဇက်အဟောင်းသားဖြစ်သွားရှာသည်မတွေ့ဘူးမပြောဘူးမမြင်ဘူးမသွားဘူးမလုပ်ဘူးစတော့ဘူပေါင်းများစွာရအောင်မေးလာခဲ့ပြီးမှအလစ်ကောက်ရကျွန်ုပ်ကလိုချင်သောအချက်ကိုမေးလိုက်သည်တွင်ငပွားခမရောင်ရမ်းကမတိုင်ပင်ဘူးခမဟုဖြေလိုက်မိတော့သည်ပြီးမှတတိယကထိတ်ထိတ်ပြပြဖြစ်သွားခြင်းဖြစ်သည်ငါဗာမေးတယ်ဆိုတာမင်းမသိချင်အောင်ဆောင်တာလားကျွန်တော်ဗာမေးမှမသိတာအမှန်ပါခမနို့ဘာလို့မတိုင်ပင်ဘူးလို့ဖြေရလဲရောင်သွားလို့ပါလူတက်တဲ့ကိစ္စကိုမင်းမို့ရောင်သွားရပါကွာကျွန်တော်မတက်ရပါဘူးခမနို့ဘယ်လိုတက်တယ်လဲအေးစိန်တက်သလားကျွန်တော်မသိပါဘူးခမမင်းစစ်စင်တဲ့ကိစ္စကိုမင်းမသိဘူးလားကျွန်တော်ဘာမှမစစ်စင်ရပါဘူးခမဒါဖြင့်မင်းသားကသူ့အတူတောက်ခုတ်တာပေါ့ကျွန်တော်ဒါကပြောင်းနေတာကြာပါပြီခမကျွန်ုပ်လည်းခိတ္တများအနာပေးလိုက်ပြီးမှတပတ်မျက်နှာထားကိုတက်တက်များတင်းလိုက်ကငပွားဟုတန်ဖြတ်၍ငေါ့ရဲခေါ်လိုက်လေသည်ဗျာမင်းကဘယ်ထိညာအောင်မလဲကျွန်တော်မညာပါဘူးခမမင်းမယားကဖြောက်ချက်ပေးပြီးမှမင်းကငါ့ကိုကွယ်အောင်မလို့လားငပွားမျက်လုံးများလည်းပြူးသွားရနေသည်သူဘာပြောပြောကျွန်တော်မဟုတ်ရပါဘူးကဲဒါဖြင့်စိတ်ကိုသွားအေးစိတ်ကိုခေါ်ကြည့်စမ်းဒီကောင်မတက်တက်ကြောက်တွန်းတာပါအေးလေကြောက်တွန်းသလားမတွန်းသလားသိရတာပေါ့ဒီမှာဟိငပွားမင်းဖြောက်ချက်မပေးပေမဲ့မင်းလွတ်မှထင်တယ်လားမင်းကိုရုံးတင်ဖို့ခုဖမ်းတာနားလေလားပလဲကွာနားလေလားမင်းလည်းမချိုးတော့မနှံဘူးလားငပွားကကြီးကတောင်မောက်ခံရတဲ့ကဲ့သို့နှလုံးပြူကဇော်ချွေမအပေါက်လိုက်ကြလျက်အသားများတုံလာတော့ပါသည်ကျွန်တော်လည်းဘာမှစမမေးတော့ပဲအချုပ်ခံနဲ့တွန်းထားလိုက်ဤကတရားခံစိတ်ကိုခြောက်ခြားသွားစေကတယောက်တည်းအတွေ့မျိုးမျိုးနဲ့အားငယ်သွားစေသောဤတနည်းပင်ဖြစ်သည်ရောက်ခါစားကလေးကသူ့စိတ်ကိုခြောက်ခြားသွားစေအောင်အမျိုးမျိုးမင်းမြတ်စစ်စစ်ပြီးတော့ယခုကဲ့သို့တယောက်တည်းစဉ်းစားခွင့်ပြုလိုက်သောကြောင့်သူသည်အလိုလိုချက်သိမ်းထကလန့်လာရပေပြီကျွန်ုပ်သည်အေးစိန်လာလျင်ကတဲ့ပေါ်တွင်စေးမဖြစ်ထို့ကြောင့်ကျွန်တော်အိမ်သို့ပြန်ကစောင့်နေခဲ့၏အနည်းနဲ့အမြန်ငပွားဖြောင်းချက်ပေးရမည်ကိုကျွန်ုပ်ကတော့အသက်တွေးထားပြီးဖြစ်သည်ငပွားကကျွန်ုပ်ထင်သလောက်ခေါင်းမလာပြီနိုင်ဝက်ခန့်အကြတွင်အေးစိန်ရောက်လာလေသည်ကဲမရွှေအေးဒီကြွစမ်းပါဦးကျွန်ုပ်မျက်နှာသည်စောစောကကဲ့သို့ချူချူအေးမဟုတ်တော့ပဲအေးစိန်သည်ကျွန်ုပ်အတန်နဲ့မျက်နှာထားကိုလန့်သွားပြီးမျက်နှာပြတ်သွားသည်ဘာများလဲဘူကြီးနင့်လင်ကိစ္စပေါ့ကိုချစ်ကြီးကိစ္စလားမဟုတ်ဘူးနင်နောက်ယူမဲ့လင်းကိုဖွာလားဟုတ်တယ်ဘာဖြစ်လို့လဲရှင်ဘာဖြစ်တယ်ဆိုတာနင်အတိဆုံးနေမှာပါအခုဖမ်းထားပြီရှင်ဖမ်းထားပြီဟုတ်လားအေးဖမ်းထားပြီဘာပြုလို့လဲရှင်ချစ်ကျူးကိုတတ်မှုမှာပါလို့ကဲမရွှေနင်းလင်ကတော့ဒူးကိုဖြောင်းချက်ပေးပြီနင်ကရောပေးမလားမပေးဘူးလား तू ကဘာပြောလဲဘူကြီးရဲ့ဘာများပြောစရာရှိသေးလဲနင်တို့စီစဉ်တာတွေပြောတာပေါ့အေးစိန်သည်ကျွန်တော်ကဗဇက်ကြီးအဟောင်းသားနဲ့အံ့အားသင့်စွာဆက်ကြည့်နေရမှဘာမှပြန်မပြောတော့ပဲမျက်နှာကိုလက်ဝါးနဲ့အုပ်ရင်ငိုချလိုက်ပါတော့သည်ဟေးဒီနေရာမှာငိုနေဖို့မလိုဘူးငါမေးတာသာဖြစ်ပြောစမ်းနင်တို့ဘာလို့ဒီလိုလုပ်တာလဲကျွန်ုပ်သည်ထိုစကားကိုရုံးဝင်စာပင်မေးရဲပေပြီကျမမပြောပြစင်နဲ့တော့ဘူကြီးရဲ့မပြောလို့ဘယ်ဖြစ်မလဲဟာပြောစမ်းနင်တို့ဘယ်လိုတတ်တယ်ဆိုတာကိုပွားပြောပြီးလဲပြီးရောပေါ့ဘူကြီးရဲ့
မျက်နှာကိုမဖော်ပဲရှိတ်တန်နဲ့ပြန်ပြောလျက်ရှိသည်နင်းလင်ပြောတာနဲ့နင်ပြောတာတခြားစီပဲအေးစိန်သည်မျက်နှာကိုဖော်၍ကလထိုင်ပေါ်မှဆင်းလိုက်ကကျွန်ုပ်ချင်းရင်ကိုဝင်ဖက်လိုက်ပြီးလျင်ချမ်းသာပေးပါဘိုးကြီးရဲ့ကျမတို့ကိုချမ်းသာပေးနိုင်ရင်ပေးပါဦးဘိုးကြီးကျေးဇူးကိုတသက်လုံးမမေ့ပါဘူးသူ့ကောင်းနဲ့ကျွန်ုပ်ချေကိုပုတ်ကရှက်ကြီးတငင်ကိုကျွေးအတနာခံပါတော့သည်အေးလေငါတက်တာအောင်တော့ကြည့်လို့ပေးပါပေါ့ကဲထထနင်တို့လုပ်ဖို့ပြောစမ်းပါဦးကိုဘွားအပြစ်မဟုတ်ပါဘူးရှင်ကျမတက်တာပါဟုတ်ရဲ့လားအေးစိန်နင်ငါဘွားအဆောင်ဝန်ခံနေတာလားမဟုတ်ပါဘူးရှင်ကျမတက်တာပါဘလို့တက်တာလဲထိုင်နေတော့အနောက်ကနေခေါင်းကိုထင်းချောင်းနဲ့ရိုက်ချလိုက်တာပါဓာတ်နဲ့ခုတ်တာဆိုအမှန်ထိုးမင်းကုန်းမှာအစ်လုံးမြတာဖြစ်ဆရာဝန်စေးစာရအုတ်ခုံတွင်ဓာတ်ခုတ်ရာရှိသူပါရှိတယ်မဟုတ်ပါလားမညာပါဘူးရှင်မလိန်နဲ့လေငါဘွားကတမျိုးနင်းကတမျိုးပြောနေနှစ်ယောက်စလုံးအကြနာလိမ့်မယ်ငါလည်းမတက်နိုင်ဘူးထို့စကားကြောင့်အေးစိန်လည်းတူရသွားပြီးမှတတ်မှတစ်ချက်ချပြီးလျင်ကျွန်တော်အောင်မော်ကြည့်လိုက်ပါသည်ဟုတ်ပါတယ်ဓာတ်နဲ့ခုတ်ပါတယ်အစကပျော်ပြီးရောနင်းကဒုံနဲ့ရိုက်ငါဘွားကဓာတ်နဲ့ဝင်ခုတ်ဟုတ်လားမိုက်ပါပြီအေးစိန်ရနင်ဘာလို့ဒီလောက်မရသတော့ကျမနည်းနည်းမှမလုပ်ချင်ပါဘူးဘိုးကြီးရဲ့ကိုဘွားကတိုက်တွန်းလို့လုပ်ရတာပါအဖြေကရှင်းသွားလိမ့်ပြီကျွန်တော်တို့တာဝန်မှာအေးစိန်ရမိမအချုပ်ခန်းရှိသောဌာနသို့ပို့၍ခွဲချုပ်ပြီးငပွားအားဆက်လက်စစ်ဆေးရမည်ဖြစ်ကာအခြားရေးပါသည့်တပ်တွေများကိုစစ်ချက်ယူရန်သာကြံတော့လေသည်ဒုံးနှင့်ဓာကအရေးကြီးသည့်တပ်တွေကပစ္စည်းများဖြစ်လာရ၏ဤကကျွန်တို့ရဲတပ်ဖွဲ့၏လုပ်ငန်းပင်ဖြစ်ပါသည်စိတ်ကူးရင်စုံနောက်ဝတ္ထုများတွင်စုံနောက်ကျော်သို့ညံကစားထားပုံမျိုးလုံးဝမပါပေဤဝတ္ထုသည်ထိုစိတ်ကူးရင်စုံနောက်ဝတ္ထုများနှင့်လာလာမျှမတူဘဲလက်တွေ့ပလိတ်သဘောကိုတင်ပြခြင်းသာလျှင်ဖြစ်ပါသည်ခြေရာပုံတွင်ပလတ်စတာနှင့်လက်မပုံစံရှာသောပေါင်တာမှန်ဘလူးစားသည်ပစ္စည်းများနှင့်ဟိတ်ကြီးဟန်ကြီးတွေရေးထားသောစိတ်ကူးရင်စုံနောက်ဝတ္ထုမျိုးနှင့်ကတခြားစီတစ်ပါးသားစီဖြစ်ပေလိမ့်မည်လူသတ်မှုတစ်ခုဖြစ်ပွားလိုက်သည်ဆိုလျှင်တာဝန်ခံပုဂ္ဂိုလ်တို့မှာအဘယ်များခက်ခက်ခဲခဲပင်ပင်မန်းစဉ်းစားစုံစမ်းရသည်အဘယ်များစိတ်ရှိလက်ရှိရှိရသည်အဘယ်များခေါင်းအေးနှင့်တွေးခေါ်ရသည်များကိုတင်ပြရခြင်းလည်းဖြစ်ပါသည်ရဲလုတ်ကိုအပြစ်မှန်အားဖြင့်ကပ်ပေါ့ဝေဖန်ရှုတ်ချတတ်ကြသောမိတ်ဆွေများအတွက်လည်းပလိတ်လုတ်သည်အဘယ်များခက်ခဲနေပုံနှင့်အမှုခင်းဖြစ်ပေါ်ပုံချင်းမတူပုံကိုဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါသည်ဤဖြစ်ပြနိုင်ပလိတ်တွေးခေါ်မှန်ကန်သည်မှားယွင်းသည်စသည်များကိုအဓိကမထားဘဲစာရေးသူသည်ပလိတ်သဘောကိုပြည်သူလူထုနားလည်စိန်သောငါရေးသားတင်ပြလိုက်ခြင်းသာဖြစ်ပါသည်၎င်းဝတ္ထုအားမြဝတီမဂ္ဂဇင်းတွင်1953ခုနှစ်မေလတွင်ဖော်ပြထားသောဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်ယခုဝတ္ထုလေးအားအဆုံးထိအားပေးနားဆင်တဲ့အတွက်ကျွန်တော်ရဲ့ The Story Who Audio Book Channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ဝတ္ထုဇာတ်လမ်းလေးတွေနဲ့အတူပြန်လာခဲ့မှာမို့ကျွန်တော်ရဲ့ channel လေးအား like and subscribe လေးလုပ်ပြီးအားပေးစောင့်မျှော်နားဆင်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ